နေပူရှိန်ပြင်းထန်လှသောနေ့လယ်ခင်းတစ်ခုတွင်အသက်25နှစ်အရွယ်မအီအီသည်သူမ၏ဆိုင်ကယ်အားရဲစခန်းမှပြန်လာထုတ်ယူရန်ရောက်ရှိလာခဲ့သည်သို့သောသူမသည်လက်စားသောရဲအရာရှိ2ဦးနှင့်ရင်ဆိုင်ခဲ့ရသည်သူမသည်ချင်းချောက်ခံရခြင်းငွေညှစ်ခံရခြင်းတို့ကြုံခဲ့ရသောလဲမမျှော်လင့်ပဲသူမ၏ခွန်အားကြောင့်တံပြန်တုံ့ပြန်နိုင်ခဲ့သည်မအီအီသည်မည်သူဖြစ်ပါသနည်းထိုနေ့လယ်ခင်းတွင်ရဲစခန်းဝင်းမှာအလွန်ပူပြင်းနေသည့်6တွေ့သောလေနှင့်ကတ္တရာဆေးနှံတို့ရောနှောနေသဖြင့်ခြေလမ်းတိုင်းကလေးလံနေသည့်အားကစားသမားတဦးပမာတန်မာသောခန္ဓာကိုယ်နှင့်ပြတ်သားသောမျက်နှာရှိသည့်အသက်25နှစ်အရွယ်မအီအီသည်နေရောင်ခြည်တံကိုခံနိုင်ရရှိအောင်မျက်လုံးများကိုမေးကာခြံတကားဝမှဝင်လာခဲ့သည်သူမ၏နဖူးတွင်ချွေများစည်းကျနေတော်လဲခြေလမ်းတို့ကတည်ငြိမ်နေသည်သူမသည်ပြဿနာရှာရန်လာခြင်းမဟုတ်ပဲမနေ့ကကားအစုံမပါ၍သိမ်းဆည်းခံရသောဆိုင်ကယ်ကိုပြန်ထုတ်ရန်သာဖြစ်သည်ဆိုင်ကယ်လေးပြန်ထုတ်တာကိုဘာလို့ရင်တုံနေရတာလဲဟုသူမကိုယ်သူမအားပေးစကားပြောရင်းတီးတိုးရေရွတ်လိုက်သည်အဝေးမှကြည့်လျင်အရှေ့ပိုင်းမြို့နယ်ရဲစခန်းဟုရေးထားသောဆိုင်းဘုတ်ကြီးမှာအချိန်ကြာလာသည်နှင့်အမျှအနှဲငယ်အယောင်မိန်နေပြီဖြစ်သည်ပြည်သူအချို့သည်ရှည်လျားသောခုံနှန်းများတွင်ထိုင်လျက်အလှည့်ကိုစောင့်ဆိုင်းနေကြသည်အချို့ကပြီးမြောက်ခြင်းမရှိသေးသောကိစ္စများနှင့်ပတ်သက်၍ညှဉ်းညူနေကြသည်မအီအီသည်အသက်ပြင်းပြင်းရှူ၍အဆောက်အုံ၏အဓိကဝင်ပေါက်သို့ရှောက်သွားခဲ့သည်သူမ၏ခြေလမ်းတို့ကပုံမှန်ဖြစ်တော်လဲသူမ၏မျက်လုံးတို့ကသတိရှိနေသည်သူမသည်ပတ်ဝန်းကျင်ကိုသတိထားကြည့်ရှုနေသည်ထိုနေရာမျိုးတွင်လုပ်ငန်းစဉ်များရှုပ်ထွေးပြီးကြမ်းတမ်းသောအပြုအမူများရှိကြောင်းသူမကြားဘူးသည်သို့တော်သူမသည်ကြိုတင်ပြီးမယူဆခြင်းပေသူမ၏ကိစ္စကိုအမြန်ဆုံးပြီးဆုံးစေခြင်းသည်အထဲသို့ရောက်သောရုံးခန်းအတွင်းလေထုကပို၍ပြင်းထန်လာသည်စစ်လိမ့်နှင့်စကူဟောင်းနှန်းတို့ရောနှောနေသည်အိတ်ကြိုကောင်တာတွင်အရာရှိတဦးသည်လာရောက်သူများအားဝန်ဆောင်မှုပေးနေသည်မအီအီသည်ရင်တိုက်မှုပြေစာပါရှိသောဖိုင်တစ်ခုကိုကင်ဆောင်လျက်မတည့်ရက်နေသည်သူမသည်အရာရာကိုမှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ကိုသိသည်မိနစ်အနည်းငယ်ကြာစောင့်ဆိုင်းပြီးနောက်အရာရှိတဦးကသူမကိုကြည့်ပြီးတည်ငြိမ်သောလေသံဖြင့်နာမည်ဟုမေးလိုက်သည်မအီအီကချက်ချင်းပြန်ဖြေသည်မအီအီပါရှင်မနေ့ကသိမ်းသွားတဲ့ဆိုင်ကယ်ပြန်ထုတ်ချင်လို့ပါထိုအရာရှိကခေါင်းတို့တိုငိမ့်ကဒဏ်ကြေးဆောင်ပြီးပြီလားဟုမေးလိုက်သည်မအီအီသည်သူမယူလာသောပေးချေမှုအထောက်အထားကိုချက်ချင်းပေးလိုက်သည်ဆောင်ပြီးပါပြီဒါကပြေစာပါဟုသူမကပြတ်သားစွာဖြေသည်ထိုအရာရှိကခဏရာစစ်ဆေးပြီးစာရွက်တစ်ရွက်ကိုလက်မှတ်ထိုးလိုက်သည်ကောင်းပြီဆိုင်ကယ်ကနောက်ဖေးကွင်းမှာတက်တေခံပစ္စည်းထိန်းသိမ်းရေးဌာနကကိုအောင်မြင့်နဲ့တွေ့ပါဟုစာရွက်စာတမ်းများကိုပြန်ပေးရင်းပြောလိုက်သည်မအီအီသည်စာရွက်ကိုယူ၍ရင်ကျေးစွာခေါင်းငိမ့်လိုက်သည်သူမသည်အချိန်ကြာကြီးမဆောင်ခဲ့ရပေခဏတာကျေးဇူးတင်စကားပြောပြီးနောက်သူမသည်လှည့်ထွက်ကာထိုနေ့၏နောက်ဆုံးကိစ္စကိုအပြီးသက်ရန်ခိုင်မာသောခြေလှမ်းများဖြင့်နောက်ဖေးကွင်းဘက်သို့ရှောက်သွားခဲ့သည်ရုံးခန်းအတွင်းတွင်လေထုကပို၍ပြင်းထန်လာသည်လေအေးပေးဆက်မဖွင့်ထားဘဲမျက်နှာကျက်ရှိပန်ကာကဖြည်းဖြည်းသာလဲပတ်နေသည်ဆိုထိုင်းသောစကူနှန်းနှင့်အပုပ်နှံရသောကော်ဖီနှန်းတို့ကလေထဲတွင်ဝဲပြန့်နေသောဆေးလိပ်ငွေ့နှင့်ရောနှောနေသည်ပြည်သူအချို့ကပင်ပန်းနွမ်းနယ်နေဟန်ရှိသည်အချို့ကပလတ်စတစ်ခုံများတွင်ထိုင်နေကြပြီးအချို့ကကိုစီစာရွက်စာတမ်းများကင်ဆောင်ကမတည့်ရက်နေကြသည်မအီအီသည်တည်ငြိမ်သောမျက်နှာဖြင့်တန်းစီဆောင်ဆိုင်နေတော်လဲသူမ၏မျက်လုံးများတွင်မစောင့်နိုင်ခြင်းအရေးအယောင်များပေါ်လွင်နေသည်သူမသည်ရင်တိုက်မှုပြေစာပါရှိသောဖိုင်ကိုတင်းကျပ်စွာကင်ထားပြီးမြည်သည့်အရာမှပျောက်ဆုံးခြင်းမရှိစေရန်တေချာစေသည်တခါတရံသူမသည်နဖူးမှချွေးကိုတုပ်ပြီးမျက်နှာတည်ငြိမ်သောအရာရှိတဦးစောင့်ကြပ်နေသည့်အိတ်ကြိုကောင်တာဘက်သို့ကြည့်လိုက်သည်မိနစ်15မိနစ်နီးပါးကြာအောင်စောင့်ဆိုင်ပြီးနောက်အရာရှိ၏အတန်ကနောက်ဆုံးတွင်ခေါ်လိုက်သည်နမေသူ၏အတန်ကတနေ့လုံးရာပေါင်းများစွာသောစကားလုံးများကိုပြန်လည်ပြောဆိုနေတကဲ့သို့တညီတည်းဖြစ်နေသည်မအီအီသည်ချက်ချင်းနီးကပ်သွားပြီးမအီအီပါရှင့်မနေ့ကသိမ်းထားတဲ့ဆိုင်ကယ်လာထုတ်တာပါဟုဖြေလိုက်သည်အရာရှိကအမူအရာမရှိဘဲခက်တွတ်ကြည့်လိုက်ပြီးသူမလက်မှဖိုင်ကိုယူလိုက်သည်သူ၏လက်များကရင်တိုက်မှုပြေစာနှင့်ပေးချေမှုပြေစာစာရွက်များကိုလျင်မြန်စွာလန်လိုက်သည်ဒဏ်ကြေးဆောင်ပြီးပြီလားဟုလှဲ့မကြအေးပဲမေးလိုက်သည်ဆောင်ပြီးပါပြီဒါကပေးချေမှုအထောက်ထားပါတရားဝင်တစိမ့်တုံးပြီးသားပါဟုမအီအီကလက်ညှိုးထိုးပြရင်းဖြေလိုက်သည်အရာရှိကခေါင်းငိမ့်က
သူရှိကြီးမားသောစာအုပ်ကြီးတွင်တစုံတရာကိုရေးလိုက်သည်တိတ်ဆိတ်သောအခန်းထဲတွင်ဘောပင်ဤခဲချစ်တန်ကကျဲလောင်စွာထွက်ပေါ်နေသည်အခြားပြည်သူအချို့ကခဏရာကြည့်လိုက်ပြီးနောက်ကိုစီကိစ္စများနှင့်ပြန်လည်အလုပ်များသွားကြသည်စက္ကန့်အနည်းငယ်ကြာပြီးနောက်အရာရှိကဖိုင်ကိုမအီထံပြန်ပေးရင်းတည်ငြိမ်သောလေတံဖြင့်ကောင်းပြီးမင်းဆိုင်ကဲကနောက်ဖေးကွင်းမှာတက်တေကန်ပစ္စည်းထိန်းသိမ်းရေးဌာနကကိုအောင်မြင့်နဲ့တွေ့ပါဟုပြောလိုက်သည်မအီသည်ဖိုင်ကိုအလျင်အမြန်ယူ၍ယဉ်ကျေးမှုအရာခေါင်းနှင်းငယ်ငုံလိုက်သည်ကျေးဇူးတင်ပါတယ်ရှင့်ဟုသူမကတိုပြောလိုက်သည်အရာရှိကပြန်မဖြေဘဲနောက်တန်းစီနေသူ၏နာမည်ကိုဆက်ခေါ်နေသည်မအီသည်လှဲ့ထွက်ကနယံများအယောင်ကွာနေသောကျင်းမြောင်းသောစင်ကြံကိုဖျက်လျက်အခန်းမှထွက်လာခဲ့သည်သူမသည်နောက်ဖေးကွင်းသို့သွားရာခြေလန်းတို့သည်သူမဘယ်တော့မှမမေ့နိုင်သောအဖြစ်အပျက်များ၏အစဖြစ်လာမည်ကိုမသိခဲ့ပေမအီသည်ရဲစခန်း၏အဓိကအဆောက်အုံနှင့်နောက်ဖေးဧရိယာကိုပိုင်းခြားထားသောရှည်လျားသောစင်ကြံကိုဖြည်းဖြည်းချင်းရှောက်လန်းခဲ့သည်စင်ကြံသည်ကျင်းမြောင်းပြီးပြင်းထန်သည်နယံဆေးတုပ်ထားသည့်အဝါရောင်အိုဟောင်းများကကွာကြစပြုနေပြီဖြစ်သည်ညာဘက်ခြမ်းတွင်ပလက်စတခုံအချို့ကကွဲအပ်နေပြီးဖုံမှုများဖုံးနေသည်ကိုတွေ့ရသည်အချိန်တော်ကြာအောင်မသုံးရသေးတကဲ့သို့ဖြစ်နေသည်ဆေးလိမ့်နှင့်စီနန်းတို့ကလေထဲတွင်ရောနှောနေသဖြင့်သူမသည်အသက်ကိုခဏတာထိန်းထားရသည်သူမ၏ခြေတံတိုင်းကကွဲအပ်နေသောဘီလက်မြေချမ်းပြင်တွင်ရှင်းလင်းစွာထွက်ပေါ်နေသည်သူမသည်လက်ထဲရှိဖိုင်ကိုပိုမိုတင်းကျပ်စွာဆုပ်ကင်ထားပြီးစာရွက်စာတမ်းများမခောက်မိမကျအောင်တေချာစေသည်ရှုပ်ထွေးတာတွေမရှိပါစေနဲ့ဟုသူမကတီးတိုးရေရွရင်းခန္ဓာကိုယ်ကိုမမက်ရက်ကမကောင်းသောခံစားချက်ရှိနေတော်လဲတည်ငြိမ်နေအောင်ကြိုးစားနေသည်စကြံအဆုံးမှရိုင်းဆိုင်သောရေတံများပိုမိုရှင်းလင်းစွာကြားလာရသည်ရဲချို့သည်နောက်ဖေးကားပါကင်နားရှိတစ်ပင်အောက်တွင်တက်တောင့်တက်တာထိုင်နေကြသည်သူတို့၏ယူနီဖောင်းများကမတက်မရက်ဖြစ်နေသည်အချို့ဆိုလျင်ယူနီဖောင်းပေါ်ကျဲသည့်များကိုဖြုတ်ထားကြသည်သူတို့အကြားတွင်ဆေးလိမ့်ငွေများထွက်ပေါ်နေသည်မအီသည်ခဏရာကြည့်လိုက်ပြီးနောက်အာယုံဆိုင်မခံရလို၍အမြင်ကိုလွှဲလိုက်သည်သို့သောသူတို့အထဲမှတဦးကလှည့်ကြည့်ပြီးသူမ၏ခြေလမ်းများကိုအဝေးမှနေ၍သတိထားကြည့်နေသည်သူကသူ့ရဲဘော်ကိုတီးတိုးပြောရင်းခတ်တိုးရလိုက်သည်ထိုပြုမူကမအီကိုပို၍သတိထားမိစေသည်သူမသည်တက်တေခံပစ္စည်းကွင်းအရာရှိမှလွဲ၍ဝင်ခွင့်မပြုဟုရေးထားသောဆိုင်းဘုတ်ဟောင်းကိုဖျက်ကျော်၍ဆက်လျှောက်သွားခဲ့သည်ထိုဆိုင်းဘုတ်နောက်တွင်တန်ချေးတက်နေသောတတုတဲအောက်၌သိမ်းဆည်းထားသောဆိုင်ကယ်များစီတန်းနေသည်ကိုတွေ့ရသည်သွမိုးပေါ်မှနေအောင်ကြီးပြန်ဟပ်မှုကြောင့်ထိုနေရာ၏လေထုကပို၍ပူပြင်းနေသည်မအီသည်တက်ပြင်းချရင်းကိုအောင်မြင့်ဆိုသူကိုရှာဖွေရင်းပတ်ဝန်းကျင်ကိုကြည့်လိုက်သည်အဲကျိုကောင်တာမှပြောသောအရာရှိကိုအောင်မြင့်မှာဆိုင်ကယ်ပုံများနှင့်မနီးမဝေးတွင်ရက်နေသောခန္ဓာကိုယ်ကြီးမားသည့်အမျိုးသားတဦးကိုမြင်သောအခါသူမ၏ခြေလမ်းတို့ရက်တန့်သွားသည်သူသည်ပခုံးပေါ်တွင်ညစ်ပတ်နေသောမီးခိုးရောင်ယူနီဖောင်းကိုဝတ်ဆင်ထားသည်ဆေးလိပ်ကသူ့နှုတ်ခမ်းတွင်ညှက်လျက်ရှိပြီးသူ၏မျက်နှာကပြင်းရည်ခြင်းနှင့်တန်တရားရောနှောနေသောအမူအရာဖြင့်ကြည်နေသည်မအီသည်သူမ၏ခံစားချက်မှန်ကန်ကြောင်းသိလိုက်သည်ဤအခြေအနေသည်သူမထင်ထားသလောက်လွယ်ကူမည်မဟုတ်ပေသူမသည်လက်ထဲရှိဖိုင်ကိုအနေထားမှန်အောင်ပြန်ပြင်လိုက်ပြီးပိုမိုနီးကပ်စွာလှမ်းသွားကမြည်သည့်အရာကိုမဆိုရင်ဆိုင်ရန်အသင့်ပြင်ဆင်ထားသည်နောက်ဖေးကွင်းတွင်လေထုကယခင်ကထက်ပိုမိုပူပြင်းနေသည်တဲအမိုးဖြစ်သုံးထားသောတုပ်ပြားများကနေအောင်ကြီးကိုထိန်းထားသဖြင့်ကင်း၏အောက်ဘက်ရှိလေထုကမီးဖိုကဲ့သို့ပူပြင်းနေသည့်ဖုံမှုများဖုံးနေသောသိမ်းဆည်းထားသည့်ဆိုင်ကယ်များအကြားတွင်ခန္ဓာကိုယ်ကြီးမားပြီးဗိုက်ပူနေသောအဝတ်အစားဟောင်းနှံပြီးအပေါ်ကျယ်သီးများဖွင့်ထားသောအမျိုးသားတဦးရက်နေသည်ဆေးလိပ်ကသူ၏နှုတ်ခမ်းတွင်ညှက်လျက်ရှိသည်ဆေးလိပ်ပြာများကဂယုမဆိုင်ပဲကျမ်းပြင်ပေါ်သို့ကျလူနီးပါးဖြစ်နေသည်မအီသည်ယဉ်ကျေးသောအကွာအဝေးကိုထိမ့်သိမ်းအထားရင်းသတိထား၍နီးကပ်စွာလှမ်းသွားခဲ့သည်သူမသည်ထိုမျိုးသား၏ရင်ဘတ်ရှိနာမည်ဆိုင်ဘုတ်ကိုဖတ်လိုက်သည်အောင်မြင့်ကိုအောင်မြင့်ရှင့်ဟုမအီကယဉ်ကျေးသောလေတံဖြင့်နှုတ်ဆက်လိုက်သည်ထိုမျိုးသားကဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်နေအောင်ကြီးကြောင့်သူ၏မျက်လုံးများကမေးစင်းသွားပြီးအပြုံးမရှိဘဲပြန်ဖြေသည်ဟုတ်ကဲ့ဘာများလဲဆိုင်ကယ်လာထုတ်တာပါဒါကပေးချေမှုအထောက်ထားပါဟုမအီကဖိုင်ကိုလက်နှစ်ဖက်ဖြင့်ပေးရင်းပြောလိုက်သည်ကိုအောင်မြင့်ကသူမကိုခေါင်းဖျားမှခြေဖျားအထိကြည့်လိုက်သည်သူ၏အကြည့်က professional မဆန်ကြောင်းရှင်းနေသည်သူသည်ဖိုင်ကိုယူ၍
ပေါ်ပေါ်ဆဆဖွင့်လိုက်ပြီးနောက်နှုတ်ခမ်းကိုစူကားပြုံးလိုက်သည်လှလိုက်တာဒါပေမဲ့မင်းဆိုင်ကဲကမထုတ်နိုင်သေးဘူးမအေးနဖူးကချက်ချင်းတွန့်ချေသွားသည်ဘာဖြစ်လို့လဲကိုအောင်မြင့်ကျမတန်ကြီးတွေဆောင်ပြီးပြီအိတ်ကြိုကောင်တာမှလည်းလက်မှတ်ထိုးပြီးပြီကိုအောင်မြင့်ကဆေးလိမ့်ငွေကိုဘေးသို့မှုတ်ထုတ်ပြီးစိတ်အေးထားပါမြန်လိုချင်ရင်တော့လမ်းကြောင်းပေးစရာပတ်စံရှိမှပေါ့ဟုဖြေသည်သူ၏လေတံကတည်ငြိမ်ပြီးရင်းသည်ပုံမှန်ကိစ္စတစ်ခုကဲ့သို့ဖြစ်နေသည်မအီသည်သူမကြားလိုက်ရသည်ကိုမယုံကြည်နိုင်ပဲသူ့ကိုစူးဆိုင်ကြည့်လိုက်သည်လမ်းကြောင်းပေးစရာပတ်စံလားဟုသူမကတေချာအောင်ပြန်မေးသည်ကိုအောင်မြင့်ကတယော်သောအပြုံးဖြင့်ပြုံးလိုက်ပြီးသူ၏မျက်လုံးများကစိန်ခေါ်မှုများဖြင့်ပြည့်နေသည်ဟုတ်တယ်မင်းဆိုင်ကဲကိုအခုပဲထုတ်ချင်သလားဒါဆိုပေးလိုက်ရုံပဲရှုပ်ထွေးအောင်မလုပ်နဲ့ခဏတာတိတ်ဆိတ်သွားပြီးကွင်းထောင်ရှိပန်ကာဟောင်းကြီး၏ညီးတန်သာခတ်တိုးထွက်ပေါ်နေသည်မအီသည်မတည့်ရက်နေစေဖြစ်သည်သူမ၏မျက်လုံးများကကိုအောင်မြင့်၏မျက်နှာမှအနှဲငယ်ပင်မရွေလျားပေသူမ၏စိတ်ထဲတွင်ဒေါသများစတင်ဖြစ်ပေါ်လာသည်ပတ်စံကြောင့်မဟုတ်ပဲသူမ၏ရှေ့တွင်ရှိသောအမျိုးသား၏မာနကြီးမှုကြောင့်ဖြစ်သည်သူသည်ပြည်သူများကိုသူလိုသလိုဆက်ဆံနိုင်သည်ဟုထင်နေသည်သူမတိတ်ဆိတ်နေပါကထိုလူမျိုးများသည်ဆက်လက်ပြီးအာဏာရှိနေမည်ကိုသူမသိသည်မအီအကြီးကချက်ချင်းပင်ထက်ရှာသွားသည်သူမသည်ကိုမက်လိုက်ပြီးအမူအရာမပြောင်းပဲပေါ့ပပဖြစ်နေစေကိုအောင်မြင့်၏မျက်နှာကိုစူးစိုက်ကြည့်လိုက်သည်လမ်းကြောင်းပေးစရာပတ်စံဟုသူမကအေးဆက်သောလေတံဖြင့်ပြန်ပြောသည်ဘလောက်လဲကိုအောင်မြင့်ကနှုတ်ခမ်းကိုစူကားသူ၏လက်ထဲရှိဖိုင်ကိုလက်ညှိုးထိပ်ဖြင့်ခောက်လိုက်သည်တိတ်မများပါဘူးတသိန်းခွဲပဲဟုသူကပေါ့ပပပြောလိုက်သည်ဈေးထဲတွင်ပစ္စည်းတစ်ခု၏ဈေးနှုန်းကိုပြောနေတကဲ့သို့ဖြစ်နေသည်မအီကအလိုအတန်ကိုမြင့်လိုက်သည်သူမ၏လေတံကပြတ်သားပြီးခံစားချက်များပြည့်နေသည်တသိန်းခွဲကျမကောင်တာမှာတရားဝင်ပေးဆောင်ပြီးသားပါအဲ့ဒါကကျမရဲ့တာဝန်ပါအခုကိုအောင်မြင့်ကထပ်ပြီးပတ်စံတောင်းနေတာလားကိုအောင်မြင့်ကခတ်တိုးရလိုက်သည်သူ၏အမူအရာကတည်ငြိမ်နေတော်လဲမာနကြီးမှုများပြည့်နေသည်ဟဲတရားဝင်ဆိုတာကစာရွက်စာတမ်းကိစ္စပဲဆိုင်ကယ်ကိုမြန်ထုတ်ချင်ရင်ဒီကစည်းကမ်းကိုနားလည်ရမယ်ဟုသူကလှည့်ဖျားသောအကြည့်ဖြင့်ကြည်ရင်ပြောလိုက်သည်မအီသည်ဒေါသကိုထိန်းချုပ်ရန်ကြိုးစားရင်းအသက်ပြင်းပြမင်းရှုလိုက်သည်သို့တော့ကိုအောင်မြင့်ကမပေးခြင်းလဲဘာမှမဖြစ်ပါဘူးဒါပေမဲ့မင်းဆိုင်ကကိုတောင်ထဲမှာတပတ်လောက်အိတ်ဖို့ပြင်ဆင်ထားဖို့တခါတရံကံမကောင်းရင်ပျောက်သွားတာမျိုးလဲရှိတယ်ဟုထပ်ဖြစ်ပြောလိုက်သည်သူ၏လေတံကတမင်တကာချင်းချောက်ဟန်ဖြင့်ထွက်ပေါ်လာပြီးခတ်တိုးရဲတံကအခြေအနေကိုပို၍ပူပန်စေသည်မအီသည်သူမ၏လက်များကိုဖြည်းဖြည်းချင်းဆုပ်ကင်လိုက်သည်ထိုကဲ့သို့သောတရားဝင်နေရာမျိုးတွင်ပြည်သူများကိုဒေါ်လေးငွေညှစ်ရန်ရဲတင်းလှုပ်ဝင်သူများရှိနေသည်ကိုသူမမယုံကြည်နိုင်ပေပြောဆိုပုံနှင့်လှုပ်ရှားမှုများအရကိုအောင်မြင့်သည်ထိုကဲ့သို့သောအရာများကိုပြုလုပ်နေကြဖြစ်ကြောင်းရှင်းနေသည်သို့သောယခုတစ်ကြိမ်တွင်သူသည်မှားယွင်းသောသူနှင့်ရင်ဆိုင်ခဲ့ရပြီဖြစ်သည်သူမသည်ငြိမ်ခံမည်မဟုတ်ပေနောက်ဖေးကွင်း၏လေထုကရုတ်တရက်တင်းမာလာသည်ယခင်ကတည်းကဖိစီးနေသောပူပြင်းသည့်လေထုကယခုအခါပုံငိုလေးလံလာသည်မအီသည်ကိုအောင်မြင့်ကိုမျက်တောင်မခတ်ဘဲကြည့်နေသည်သူမ၏အတန်ကနှိမ်သွားတော်လဲပြတ်သားမှုများပြည့်နေသည်ကျမတရားဝင်ကိစ္စကလွဲပြီးတပြားတစ်ချက်မှပေးမှာမဟုတ်ဘူးကျမဆိုင်ကယ်ကိုထုတ်ပေးပါဟုသူမကဖြည်းဖြည်းချင်းသို့သောရှင်းလင်းပြောလိုက်သည်သူမ၏စကားလုံးတိုင်းကအလေးအနက်ထား၍ပြောဆိုခြင်းဖြစ်သည်ကိုအောင်မြင့်သည်သူ၏လက်များကိုရက်လိုက်ပြီးမအီကိုလှောင်ပြောင်သည့်အကြဤဖြင့်ကြည့်လိုက်သည်သူ၏မျက်နှာတွင်တယောသောအပြုံးတစ်ခုပေါ်လာသည်ဟာပါဇက်ကလည်းကျန်းနာပဲဟုသူကခတ်တိုးရဲရင်ပြောလိုက်သည်သူသည်ဖိုင်ကိုသူ့ဘေးရှိစပွဲငယ်လေးပေါ်တင်လိုက်ပြီးခန္ဓာကိုယ်ကိုအနှဲငယ်ရှေ့သို့ကိုင်းလိုက်သည်ဘသူကပိုကျန်းလဲဆိုတာကြည့်ရသေးတာပေါ့ဟုသူကအတန်ကိုနှိမ့်ချ၍ပြောလိုက်သည်ငင်းသည်တံပြန်တုတ်ပြန်မှုကိုလှုံ့ဆော်ရန်ကြိုးစားနေတကဲ့သို့ဖြစ်နေသည်မအီသည်ဆက်လက်တိတ်ဆိတ်နေသည်သူမ၏မျက်လုံးများကအနှဲငယ်ပင်မရွေလျားပေသူမ၏လက်များကယခုအခါရင်ဘတ်ရှည်တွင်ပိုက်ထားပြီးခန္ဓာကိုယ်ကသူမ၏ကိုယ်လေးချိန်၏နှစ်ဆနီးပါးရှိသောထိုမျိုးသားကိုရင်ဆိုင်ရန်မရက်နေသည်သူမသည်ဤစကားပြောဆိုမှု၏ဦးတီယာသည်တရားဝင်လှုပ်ထုံးလုပ်နည်းများမှအလှမ်းဝေးသွားပြီဖြစ်ကြောင်းသိသည်ကိုအောင်မြင့်သည်စီးမြင်များကိုလိုက်နာနေခြင်းမဟုတ်ပေသူသည်သူမ၏စိတ်ရှည်မှုကဘယ်အထိရောက်နိုင်လဲဆိုတာကိုစမ်းသပ်နေခြင်းဖြစ်သည်
အဝေးမှဆိုင်ကယ်အတန်ကမှိန်ဖြော့စွာကြားနေရသည်သို့သောသူတို့ပတ်ဝန်းကျင်၏လေထုကအမှန်တကယ်တိတ်ဆိတ်နေသည်တစ်ပင်အောက်တွင်ထိုင်နေသောအခြားရဲချို့ကအဝေးမှနေ၍ကြည်နေကြသည်အချို့ကဂယုမဆိုင်ဟန်ဆောင်နေကြပြီးအချို့ကမြည်တိုးဆက်ဖြစ်မည်ကိုစောင့်ဆိုင်နေကြသည်မအီအီသည်သူတို့၏အကြည့်များကိုခံစားနေရတော့လဲသူမဂယုမဆိုင်ပေသူမသိသည်မှာကိုအောင်မြင့်လိုလူမျိုးကိုရင်ဆိုင်ရာတွင်သူမသည်တလှမ်းမှနောက်ဆုတ်မည်မဟုတ်ပေကိုအောင်မြင့်သည်မအီအီခိုင်မာပြီးမကြောက်မရွံ့သောသဘောထားကိုမြင်ပြီးပိုမိုစိတ်တိုလာပုံရသည်ပေါ့ပေါ့ပပလှုပ်ရှားမှုဖြင့်သူသည်အဝေးရှိအမျိုးသားတဦးကိုလက်ဝဲရမ်းလိုက်သည်မောင်စောဟုသူကကျဲလောင်စွာခေါ်လိုက်သည်ကွင်း၏အခြားတစ်ဖက်မှခန္ဓာကိုယ်ကြန့်ခိုင်ပြီးကြမ်းတမ်းသောမျက်နှာရှိသည့်ရဲတဦးကစတင်လျှောက်လာခဲ့သည်သူ၏ယူနီဖောင်းကအနှဲငယ်တွန့်ကျနေပြီးသူ၏လက်ထဲတွင်ကျိန်လုံးတစ်ချောင်းကိုကင်ဆောင်ထားသည်သူသည်ထိုကျိန်လုံးကိုသူ၏လက်ဖွားပေါ်တွင်တစ်ခါတရံရိုက်လိုက်သဖြင့်ဖတ်ဖတ်ဟူသောကျဲလောင်သောအတန်များထွက်ပေါ်လာပြီးအခြေအနေကိုပို၍တင်းမာစေသည်သူတို့နားသို့ရောက်သောထိုမျိုးသားသည်ကိုအောင်မြင့်၏ဘေးတွင်မတက်ရက်လိုက်သည်သူ၏အကြီးကအပေါ်မှအောက်သို့မအီအီထံသို့ချက်ချင်းရောက်ရှိသွားပြီးအထင်သေးသောအကြီးဖြင့်ကြည်နေသည်ကိုအောင်မြင့်ကတယောသောမျက်နှာဖြင့်မအီအီဘက်သို့လက်ညှိုးထိုးလိုက်သည်ဒီမိန်းကလေးကရဲကိုအုပ်ချုပ်ချင်နေတဲ့ဟုသူကလှောင်ပြောင်ပြုံးရင်းပြောလိုက်သည်သူကလမ်းကြောင်းပေးစရာပတ်စံမပေးချင်ဘူးတဲ့ဒါပေမဲ့သူ့ဆိုင်ကယ်ကိုအခုပဲထုတ်ချင်နေတဲ့မောင်စောကခတ်တိုးတိုးနာမှုတ်လိုက်သည်သူ၏မျက်နှာတွင်မဆောက်နိုင်ခြင်းအရေးအယောင်များပြနေသည်ဒီလိုမိန်းကလေးမျိုးကပြဿနာပဲဟုသူကအထင်သေးသောလေသံဖြင့်ပြောလိုက်သည်မနာခံဘူးဆိုရင်တော့ဆိုင်ကယ်ကကိုယ်တော်ထဲမှာဖုံတွေတက်နေအောင်စောင့်နေုံပဲတလားလောက်လဲထွက်လာမှာမဟုတ်ဘူးသူသည်ကိုအောင်မြင့်၏ပခုံးကိုဖြည်းဖြည်းချင်းပုတ်လိုက်ပြီးစိန်ခေါ်မှုများဖြင့်ပြည့်နေသောအပြုံးဖြင့်မအီအီကိုကြည့်လိုက်သည်မမနာခံတာကောင်းမယ်နော်ကိုဒုက္ခမပေးနဲ့မအီအီသည်နေရာတွင်ငြိမ်သက်စွာရပ်နေသည်သူမ၏အကြီးကကိုအောင်မြင့်မှမောင်စောသို့ပြောင်းသွားသည်ကြီးမားသောအမျိုးသားနှစ်ဦးကသူမ၏စိတ်ဓာတ်ကိုဖိအားပေးရန်ကြိုးစားနေကြသည်သို့သောသူမ၏အမူအရာကတည်ငြိမ်နေဆဲဖြစ်သည်သူမ၏မျက်လုံးများတွင်ကြောက်ရွံ့ခြင်းအရေးအယောင်မရှိပေဤလူနှစ်ဦးသည်တာဝန်ထမ်းဆောင်နေသောဥပဒေစိုးမိုးရေးသမားများမဟုတ်ဘဲသူတို့၏ယာရုကိုအင်အားနည်းသူများကိုနှိပ်စက်ရန်အသုံးပြုနေသောလူနှစ်ဦးဖြစ်ကြောင်းသူမသိသည်ယခုတစ်ကြိမ်တွင်သူတို့သည်မှားယွင်းသောပြိုင်ဘက်ကိုရွေးချယ်ခဲ့ပြီးထိုမျိုးသားနှစ်ဦးသည်ယခုအခါမအီအီကိုသူတို့အကြားတွင်ဝိုင်းထားရင်းပိုမိုနီးကပ်စွာရပ်နေကြသည်ကိုအောင်မြင့်နှင့်မောင်စော်တို့၏ကြီးမားသောခန္ဓာကိုယ်များကနေပူရှိန်မှသူမ၏မျက်နှာကိုရှည်လျားသောအရိပ်များဖြင့်ဖုံးအုပ်ထားသည်ကိုအောင်မြင့်ကဆေးလိပ်ကိုနှုတ်ခမ်းတွင်ညှက်လျက်လှည့်ဖြားသောအပြုံးဖြင့်ကြည့်နေသည်လှလှလေးနဲ့မိုင်ရိုင်းလိုက်တာဟုသူကတိုးတိုးလေးသို့သောစော်ကားသောလေသံဖြင့်ပြောလိုက်သည်သူသည်အနှဲငယ်ရှေ့သို့တိုးလာပြီးကြောက်ရွံ့အောင်လှုပ်ဟန်ရှိသည်မောင်စောကကျဲလောင်သောအတန်ဖြအင်းဝင်ပြောသည်ပတ်စံပေးလိုက်ပါတသိန်းခွဲဆိုတာမင်းလိုလူအတွက်နည်းနည်းလေးပဲသူသည်သူ၏လက်ထဲရှိကျိန်လုံးကိုကျမ်းပြင်ပေါ်ရိုက်လိုက်သည်ဖက်ဖက်ဟူသောအတန်ကတိတ်ဆိတ်နေသောကွင်းပြင်တွင်ပဲ့တင်ထပ်သွားသည်ရှုပ်ထွေးတာတွေမလုပ်ဘဲနာခံတာကောင်းမယ်ဒါဆိုရင်မင်းဆိုင်ကယ်ကိုမြ мян ထုတ်ပေးဖို့ငါတို့ကူညီပေးမယ်ဟုသူကကောင်းမွန်သောကမ်းလှမ်းမှုကဲ့သို့သောလေသံဖြင့်ထပ်ဖြည့်ပြောလိုက်သည်မအီအီသည်အနှဲငယ်ပင်နောက်သို့မဆုတ်ပေသူမ၏မျက်လုံးများကယခုအခါအေးဆက်သွားပြီးအာမနာရန်ထိုလူနှစ်ဦးကိုလှဲစီကြည့်နေသည်ကျမငွေညစ်တဲ့သူတွေကိုပတ်စံပေးမှာမဟုတ်ဘူးဟုသူမကပြတ်သားစွာပြောလိုက်သည်သူမ၏အတန်ကတည်ငြိမ်တော်လဲထိုးဖောက်ဝင်ရောက်နေကြောင်းရှင်းရှင်းလင်းလင်းကြားရသည်သူမ၏လက်နှစ်ဖက်ကသူမ၏ခန္ဓာကိုယ်ဘေးတွင်တင်းကျပ်စွာဆုပ်ကင်ထားသည်လက်ကောက်ဝတ်ရှိသွေးကြောများကတင်းမာစာပြူလာသည်ကိုအောင်မြင့်ကခတ်တိုးတိုးရဲလိုက်သည်သူ၏အတန်ကလေးလံပြီးလှောင်ပြောင်နေသည်ဟဲမင်းရဲ့စကားပြောဟန်ကခွန်အားကြီးတဲ့သူလိုပဲဒါပေမဲ့ယုံပါမမဒီမှာအာနာရှိတဲ့သူကမင်းမဟုတ်ဘူးမောင်စောကပြုံးလိုက်ပြီးသူ၏ရဲ့နေရာကိုအနှဲငယ်နောက်သို့ရွှေ့လိုက်ကထွက်ပေါက်ကိုပိတ်ရန်အသင့်ပြင်ထားသည့်အခြေအနေသည်ပြောင်းလဲစားပြုနေပြီဖြစ်ကြောင်းမအီခံစားမိသည်သူတို့သည်ပတ်စံအကြောင်းသာစကားပြောနေခြင်းမဟုတ်တော့ပေယခုသည်အာနာနှင့်တာမန်ပြည်သူများအားစော်ကားခြင်းကိစ္စဖြစ်သည်သို့သောမအီအတွက်ကြောက်ရွံ့ခြင်းသည်ရွေးချယ်စရာမရှိပေနောက်ဖေးကွင်း၏လေထုကအမှန်တကယ်တင်းမာနေသည်ပန်ကာဟောင်းကြီး၏ညီးတန်နှင့်ဘီလက်မြေချမ်းပြင်ပေါ်မှဖနက်တန်မှလွဲ၍
အခြားမည်သည့်အတန်မှမရှိပေမအီအီသည်သူမ၏ရှေ့တွင်ရှိသောယူနီဖောင်းဝတ်အမျိုးသားနှစ်ဦးကိုမမက်ရက်ကြည့်နေသည်သူတို့သည်ယခုအခါပို၍ရေရဲတင်းတင်းဖိအားပေးလာကြသည်သူမသည်တဝက်ခန့်ရှေ့သို့လှမ်းလိုက်သည်သူမနှင့်ကိုအောင်မြင့်၏အကွာအဝေးကယခုအခါ1 မီတာသာရှိတော့သည်သူမ၏မျက်နှာကတည်ငြိမ်နေဆဲဖြစ်တော်လဲပြတ်သားမှုများပြည့်နေသည်တည်ငြိမ်ပြတ်သားသောလေသံဖြင့်သူမကပြောလိုက်သည်ကျမကောင်းမွနန်းစွာလာတာပါဒါပေမဲ့ခမားတို့ကမတမာတဲ့နီးနဲ့လာရင်ကျမငြိမ်ခံမှာမဟုတ်ဘူးသူမ၏အတန်ကနှိမ့်တော်လဲပြတ်သားနေသဖြင့်အဝေးတွင်ထိုင်နေသောအခြားရဲချို့ကစတင်သတိထားမိလာသည်ကိုအောင်မြင့်ကတယော်သောအပြုံးဖြင့်ပြန်ကြည့်လိုက်သည်သူသည်ကျဲလောင်စွာရဲလိုက်သည်သူ၏အတန်ကကျဲလောင်ပြီးစိန်ခေါ်နေသည်ဟာမင်းပါလို့မလဲတိုင်ပါလားဟုသူကသူ၏ရင်ဘတ်ကိုပုတ်ရင်းပြောလိုက်သည်ငါတို့ကရဲတွေဘသူ့ကိုတိုင်မလဲငါ့ကိုပဲနောက်ဆုံးတော့လာတိုင်ရမှာပဲသူ၏ပြောဆိုဟန်ကမာနကြီးမှုများပြည့်နေသည်သူ၏ယာရုကသူ့ကိုအကျိုးဆက်များမှကာကွယ်ပေးသည်ဟုသူယူဆနေသည်သူကမောင်စော်ဘက်သို့ကြည့်လိုက်ပြီးနှစ်ဦးသားပြန်လဲရေမောကြသည်သူတို့သည်အကူအညီမဲ့သူတဦးကိုဆက်နှောက်နေတကဲ့သို့အခြေအနေကိုပျော်ရွှင်စွာခံစားနေကြသည်သို့တော်မအီအီသည်ကြောက်ရွံ့ခြင်းအရေးအယောင်အနှဲငယ်မျှမပြပေသူမသည်နေရာတွင်ရက်နေဆဲဖြစ်သည်သူမ၏အကြည့်ကတည်ကြည်ပြီးထက်ရှာနေသည်တည်ငြိမ်ပြီးခိုင်မာသောလေသံဖြင့်သူမကပြန်ဖြေသည်ကျမတိုင်စရာမလိုဘူးသူမ၏အတန်ကိုအနှဲငယ်နှိမ့်ချလိုက်တော့လဲစကလုံးတိုင်းကထက်ရှာပြီးပြတ်သားနေသည်ဒီမှာပဲအပြီးတက်လိုက်မယ်ထိုစကလုံးများကြောင့်သူတို့၏ရေတံများဖြည်းဖြည်းချင်းရပ်တန့်သွားသည်ကိုအောင်မြင့်၏မျက်နှာကယခင်ကယုံကြည်မှုပြေဝနေခဲ့ရာမှပြောင်းလဲစပြုလာပြီးသူ၏ဘေးတွင်ရပ်နေသောမောင်စော်ကရှုပ်ထွေးသောအမှုအရာဖြင့်ကြည်နေသည်သူတို့ရှေ့တွင်ရှိသောမိန်းကလေးကထိုသို့ပြောရဲကြောင်းမမျှော်လင့်ထားပေစက္ကန့်အနည်းငယ်ကြာအောင်အချိန်ကြာနေတကဲ့သို့ခံစားရသည်ပူပြင်းသောလေထုကပို၍ဖိစီးလာပြီးသူတို့အကြားတွင်တင်းမာမှုများပိုမိုခံစားရသည်မအီအီသည်နောက်သို့မဆုတ်လှဲ့မကြည့်အနှဲငယ်မျှပင်မချီတုံချတော့မဖြစ်ပေသူမ၏မျက်လုံးများကထက်ရှာနေပြီးသူမ၏ပြိုင်ဘက်နှစ်ဦးကိုအားနည်းချက်များကိုရှာဖွေနေတကဲ့သို့တန်ဖိုးဖြတ်နေသည်ကိုအောင်မြင့်သည်တတွေးကိုဖြည်းဖြည်းချင်းမျိုးချလိုက်သည်အဝေးမှနေ၍ကြည်နေသောအခြားရဲများရှေ့တွင်အရှက်ရသည်ဟုခံစားရ၍စိတ်တုန်မှုကိုထိန်းချုပ်ရန်ကြိုးစားနေသည်သူသည်တည်ငြိမ်နေအောင်ကြိုးစားနေတော့လဲသူ၏ပြောဆိုဟန်ကကြမ်းတမ်းလာသည်ကောင်းပြီမင်းကပြဿနာရှာခြင်းနဲ့ဆိုရင်တော့ဟုသူကတိုးတိုးလေးတို့သောဒေါသကိုထိန်းချုပ်လျက်ပြောလိုက်သည်ဘလောက်တန်မာလဲဆိုတာကြည့်ရသေးတာပေါ့မောင်စော်ကလည်းစူးစူးဆိုင်ဆိုင်ကြည့်လိုက်သည်ယခုအခါနှစ်ဦးသားသည်စကလုံးချင်းချောက်မှုထက်ပိုမိုသောအခြေအနေတစ်ခုဖြစ်လာရန်အသင့်ပြင်ထားကြသည်ကိုအောင်မြင့်၏ရေတံကမပြီးသေးမီတွင်မအီအီသည်လျင်မြန်သောလှုပ်ရှားမှုဖြင့်ရှေ့သို့လှမ်းကာသူ၏ဝမ်းပိုက်ကိုပြင်းထန်စွာထိုးလိုက်သည်သူမ၏ညာလက်သီးကသူ၏အစာအိမ်တွင်အတိအကျကျရောက်သွားသည်ကိုအောင်မြင့်သည်ချက်ချင်းကွေးကျသွားသည်သူ၏ခန္ဓာကိုယ်ကဝမ်းပိုက်ကိုဖိကန်ရင်းရှေ့သို့ကွေးကျသွားသည်သူ၏မျက်နှာကနာကျင်မှုကိုခံစားနေရသည်သူ၏အသက်ရှူသံကပြတ်တောက်နေသည်အမျိုးသမီးတဦးကထိုမျှပြင်းထန်စွာထိုးနိုင်သည်ကိုသူမယုံကြည်နိုင်ပေသူမ၏လက်နှင့်ကိုအောင်မြင့်၏ကြီးမားသောခန္ဓာကိုယ်ထိတွေ့မိသည့်အတန်ကသိမ်းဆည်းထားသောဆိုင်ကယ်များအကြားတွင်ရှင်းလင်းစွာပဲ့တင်ထက်နေသည်ညာဘက်ခြမ်းတွင်ရက်နေသောမောင်စော်ကရုတ်တရက်တုံ့ပြန်လိုက်သည်သူသည်မအီအီမျက်နှာဘက်သို့လက်သီးကြီးဖြင့်ဝှေ့ယမ်းလိုက်သည်သို့သောမအီအီသည်လျင်မြန်စွာငုံလိုက်ပြီးဘေးသို့လှမ်းလိုက်သည်မောင်စော်၏လက်သီးကလေထဲတွင်သာထိသွားသည်မဆောင်ဆိုင်ပဲမအီအီသည်ထိုမျိုးသား၏ဒူးစစ်ကိုပြင်းထန်စွာကန်လိုက်သည်သူမ၏ခြေထောက်နှင့်ထိမိသည့်အတန်ကထက်ရှာစွာထွက်ပေါ်လာသည်မောင်စော်ကအော်ဟစ်ရင်းဟန်ချက်ပြက်ကနောက်သို့အနှဲငယ်ဆုတ်သွားပြီးလဲကျလူနီးပါးဖြစ်သွားသည်ကိုအောင်မြင့်သည်ထပ်မံထရက်ရန်ကြိုးစားသည်သူ၏မျက်နှာကနီရဲနေပြီးချွေးနှင့်ဒေါသတို့ရောနှောနေသည်လူမိုက်ခုသူကကြမ်းတမ်းသောအတန်ဖြင့်အော်လိုက်သည်သူသည်မအီအီကိုဝင်တိုက်ရန်ကြိုးစားတော်လဲမအီအီတုံ့ပြန်မှုကပို၍မြန်သည်သူမသည်သူမ၏ခန္ဓာကိုယ်ကိုအနှဲငယ်လှည့်လိုက်ပြီးသူ၏တွန်းအားကိုတားဆီးရန်ပခုံးကိုအသုံးပြုလိုက်သဖြင့်ကိုအောင်မြင့်၏ခန္ဓာကိုယ်ကဟန်ချက်ပြတ်သွားသည်ဒူးစစ်နာကျင်နေသေးသောမောင်စော်ကဒေါသတကြီးကြည့်နေသည်ယခုအခါသူသည်အမှန်တကယ်ပင်ဒေါသထွက်နေပြီဖြစ်သည်အဖြစ်ပြက်ကိုမြင်တွေ့လိုက်ရသောအခြားရဲအချို့သည်သူတို့၏ထိုင်ကုန်များမှထရက်လိုက်ကြသည်
အချို့ကသူတို့မြင်တွေ့လိုက်ရသည်ကိုမယုံကြည်နိုင်ဘဲမြင်တက်နေကြသည်သူတို့၏မျက်စိရှေ့တွင်လက်နက်မဲ့အမျိုးသမီးတဦးသည်ထိုရုံးတွင်ကြမ်းတမ်းသည်ဟုလူသိများသောရဲအရာရှိနှစ်ဦးကိုချေမှုန်းလိုက်ခြင်းဖြစ်သည်တစ်ချိန်တည်းတွင်မအီအီသည်မတ်တက်ရက်နေသည်သူမ၏လက်များကခုခံကာကွယ်ရန်အသင့်အနေအထားတွင်ရှိသည်သူမ၏မျက်လုံးများကပြိုင်ဘက်၏လှုပ်ရှားမှုတိုင်းကိုထက်ရှားစွာကြည့်နေပြီးမြည်သည့်တိုက်ခိုက်မှုမှမလွတ်မြောက်စေရန်တေချာအားစေသည်လူမိုက်ဟုမောင်စော်ကဒေါသများပြည့်နေသောလေးလံသောအတန်ဖြင့်အော်လိုက်သည်သူသည်ခွန်အားပြည့်ဖြင့်မအီအီဘက်သို့ဝင်တိုက်လိုက်သည်သူ၏ကြီးမားသောခန္ဓာကိုယ်ကလွတ်နေသောနွားထီးတစ်ကောင်ကဲ့သို့လျင်မြန်စွာရွေ့ရှားသွားသည်သို့သောမအီအီသည်အသင့်ပြင်ထားပြီးဖြစ်သည်လျင်မြန်သောခြေလမ်းများဖြင့်သူမသည်သူမ၏ခန္ဓာကိုယ်ကိုဘေးသို့လှည့်လိုက်ပြီးသူမ၏ခန္ဓာကိုယ်ဟန်ချက်ကိုနှိမ်ချလိုက်သည်တိကျသောလှုပ်ရှားမှုတစ်ခုတွင်သူမ၏ညာခြေထောက်ကအောက်သို့လဲလိုက်ပြီးမောင်စော်၏ခြေချင်းဝတ်ကိုထိလိုက်သည်ထိုမျိုးသား၏ခန္ဓာကိုယ်ကချက်ချင်းဟန်ချက်ပြက်ကဘီလက်မြေကျမ်းပြင်ပေါ်သို့ပြင်းထန်စွာလဲကျသွားသည်သူ၏ခန္ဓာကိုယ်ကကျမ်းပြင်ပေါ်ကျရောက်သည့်အတန်ကကျဲလောင်စွာထွက်ပေါ်လာပြီးဖုံမှုများလေထဲသို့ပြန့်ကျဲသွားသည်မောင်စော်ကကြမ်းတမ်းစွာကျိန်းဝါရင်းထွက်ရန်ကြိုးစားတော်လဲရခင်ကန်ခံရသည့်ဒုစစ်နာကျင်မှုကသူ့ကိုဒုက္ခပေးနေသည်သူသည်နာကျင်မှုကိုထိန်းချုပ်ရင်းဒေါသတကြီးအန်ကျိတ်နေုံသာတတ်နိုင်သည်တစ်ချိန်တည်းတွင်နောက်ဖက်မှကိုအောင်မြင့်သည်အသက်ရှူတန်ပြင်းပြင်းဖြင့်မတ်တက်ရက်ပြီးနောက်ချက်ချင်းပြန်တိုက်ခိုက်ရန်ကြိုးစားခဲ့သည်ညာလက်ကိုမြှောက်လျက်သူသည်မအီအီကြောဘက်ကိုနောက်မှထိုးရန်ကြိုးစားသည်သို့သောသူမ၏တုံ့ပြန်မှုကများစွာပိုမြန်သည်သူမသည်အနှဲငယ်လှည့်ကြည့်လိုက်ပြီးသူမ၏ခန္ဓာကိုယ်ကိုဘယ်ဘက်သို့လဲကကိုအောင်မြင့်၏မျက်နှာကိုသူမ၏ညာဘက်တတောင်စစ်ဖြင့်ရိုက်လိုက်သည်ဒုံဟူသောကျဲလောင်သောအတန်ထွက်ပေါ်လာသည်သူမ၏တတောင်စစ်ထိတ်ကကိုအောင်မြင့်၏နှာခေါင်းတွင်အတိအကျကြားရောက်သွားသည်ထိုမျိုးသားသည်နောက်သို့အနှဲငယ်ဆုတ်သွားပြီးနာကျင်သောအမူအရာဖြင့်သူ၏မျက်နှာကိုဖိကင်ထားသည်သွေးများကသူ၏နှာခေါင်းမှချက်ချင်းကျလာပြီးသူဝတ်ဆင်ထားသောမိခိုးရောင်အဝတ်အစားဟောင်းကိုစွန့်ထင်းစေသည်ကိုအောင်မြင့်သည်ဖြည်းဖြည်းချင်းအတန်ပြုလိုက်သည်သူ၏မျက်လုံးများကနာကျင်မှုကိုထိန်းထားရင်းမျက်ရည်များဖြတ်အင်းပြည့်နေသည်သို့သောနာကျင်မှုထက်အရှက်ရခြင်းကပို၍ကြီးမားသည်မအီအီသည်နောက်သို့တဝက်ခန့်ဆုတ်လိုက်ပြီးသတိအနေထားတွင်ဆက်လက်ရှိနေသည်သူမ၏ခန္ဓာကိုယ်ကအနှဲငယ်ကွေးညွတ်နေပြီးသူမ၏လက်နှစ်ဖက်ကခုခံကာကွယ်ရန်မြှောက်ထားသည်မောင်စော်သည်ပြန်ထွက်နိုင်ခဲ့တော်လဲဟန်ချက်မမှန်ပေကိုအောင်မြင့်ကသူ၏ဘေးတွင်မျက်နှာဖျိုးဖျဲဖြင့်ရက်နေသည်ကြီးမားသောထိုမျိုးသားနှစ်ဦးကယခုအခါမချီတုံချတုံဖြစ်နေပုံရတော်လဲသူတို့၏မာနာကလက်လျှော့ရန်တားဆီးထားသည်မအီအီသည်ဤတိုက်ပွဲမပြီးဆုံးသေးကြောင်းသိသည်သူမသည်နှစ်ဦးသားကိုတလှည့်စီကြည့်နေသည်သူမ၏မျက်လုံးများကထက်ရှာနေပြီးသူတို့စတင်ခဲ့သောကိစ္စကိုအပြီးသက်ရန်အသင့်ပြင်ထားသည်နှစ်ဦးသားသည်တပြိုင်နက်တည်းထွက်လာကြသည်သူတို့၏မျက်နှာများကဒေါသများနှင့်ထိခိုက်ခံရသောဂုဏ်သိက္ခာများပြည့်နေသည်တေပေတော့မိန်းကလေးဟုကိုအောင်မြင့်ကကြမ်းတမ်းသောအတန်ဖြင့်အော်လိုက်ပြီးမောင်စော်ကအနှဲငယ်ငုံကတိုက်ခိုက်ရန်အနေအထားကိုပြင်ဆင်လိုက်သည်သူတို့နှစ်ဦးသည်အတိစိတ်လွတ်နေသောလူနှစ်ဦးကဲ့သို့တပြိုင်နက်တည်းရှေ့သို့ခြိတက်လာကြသည်မအီအီသည်အနှဲငယ်ပင်နောက်သို့မဆုတ်ပေသူမသည်နှစ်ဦးသားကိုအပြည့်အဝအာယုံစိုက်ပြီးကြည်နေသည်သူမ၏ဘယ်ဘက်ခြေထောက်ကခန္ဓာကိုယ်ဟန်ချက်ထိန်ရန်နောက်သို့အနှဲငယ်ရွေ့ရှားသွားသည်သူမ၏စိတ်ထဲတွင်ပြိုင်ဘက်တို့၏လှုပ်ရှားမှုစည်းချက်ကိုရေတွက်နေသည်တစ်နှစ်သုံးကိုအောင်မြင့်ကသူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးမောင်စော်ကညာဘက်ချမ်းမှရွေ့လာသည်နှင့်အမျှမအီအီသည်အသက်ပြင်းပြင်းရှူ၍ခန္ဓာကိုယ်ကိုရှေ့သို့ကိုင်းလိုက်ပြီးသူမ၏ခြေနှစ်ဖက်ဖြင့်အားအပြည့်ဖြင့်မြင့်မားစွာခုန်လိုက်သည်လေထဲတွင်လျင်မြန်သောလှည့်ပတ်မှုတစ်ခုဖြင့်သူမသည်သူမ၏ခြေနှစ်ဖက်ကိုရှေ့သို့ညွှန်ပြကာသူတို့နှစ်ဦး၏ရင်ဘတ်ကိုတပြိုင်နက်တည်းကန်လိုက်သည်ဒုံသူမ၏ကန်ချက်ကပြစ်မှတ်တွင်အတိအကျကြားရောက်သည့်အခါကွင်းပြင်တွင်ကျဲလောင်သောအတန်ပဲ့တင်ထပ်သွားသည်ကိုအောင်မြင့်နှင့်မောင်စော်တို့၏ခန္ဓာကိုယ်များကတပြိုင်နက်တည်းနီးပါးလဲကျသွားပြီးမြေပြင်ပေါ်သို့ပြင်းထန်စွာကြားရောက်သည့်ဖုံမှုန့်များလေထဲသို့ပြန့်ကျဲသွားပြီးနာကျင်စွာအော်ဟစ်သံများရှင်းရှင်းလင်းလင်းကြားရသည်ကိုအောင်မြင့်သည်ရင်ဘတ်ကိုဖိကင်ရင်းလဲလျောင်းနေသည်သူ၏ပါးစပ်ကနာကျင်မှုကိုထိန်းချုပ်ရင်းပွင့်ဟန်နေသည်မောင်စော်လည်းထိုနည်းတူဆိုးရွားသည်သူ၏ခန္ဓာကိုယ်က
ဘီလက်မြေကျန်းပြင်ပေါ်တွင်စောင်းလျက်လဲလျောင်းနေသည်ထရက်ရန်စူးစားတော်လဲချက်ချင်းပြန်လဲကျသွားသည်နှစ်ဦးသားလုံးအမှန်တကယ်ပင်အားအင်ကြီးနေနေကြသည်မအီအီသည်ခိုင်မာစွာဆင်းသက်လာခဲ့သည်သူမ၏ခြေထောက်များကပြီးပြည့်စုံသောကာကွယ်ရေးအနေအထားဖြင့်မြေပြင်ကိုထိသည်သူမ၏ခန္ဓာကိုယ်ကအနှဲငယ်ရှေ့သို့ကိုင်းနေသည်နောက်ထပ်တိုက်ခိုက်မှုများရှိပါကအသင့်ပြင်ထားသည်သို့တော်မြည်သူမျှဆက်လက်လှုပ်ရှားဝင်ခြင်းမရှိတော့ပေအဝေးမှနေ၍ကြည်နေသောအခြားရဲချို့သည်ချက်ချင်းငြိမ်သက်သွားကြသည်မြည်သူမျှစကားမပြောကြပေအချို့ဆိုလျင်သူတို့၏လက်ထဲရှိစိတ်လိပ်များသူ့ဘာသာသူပြုတ်ကျသွားသည်ကိုပင်မသိလိုက်ကြပေသူတို့၏မျက်လုံးများကပြူးကျယ်နေပြီးသူတို့မြင်တွေ့လိုက်ရသည်ကိုမယုံကြည်နိုင်ကြပေခန္ဓာကိုယ်သားမှန်အမျိုးသမီးတဦးသည်ကြီးမားသောရဲအရာရှိနှစ်ဦးကိုလက်နက်မဲ့ဖြင့်ချေမှုန်းလိုက်ခြင်းဖြစ်သည်တိတ်ဆိတ်မှုကကွင်းပြင်ကိုဖုံးလွှမ်းသွားသည်ယခုအခါနေပူရှိန်အောက်တွင်အကူအညီမဲ့လဲလျောင်းနေသောခန္ဓာကိုယ်နှစ်ခုထံသို့ဖြည်းဖြည်းချင်းလှမ်းသွားနေသောမအီအီခြေတံများသာကြားနေရသည်ရဲစခန်းနောက်ဖေးကွင်းသည်လုံးဝတိတ်ဆိတ်သွားသည်ယခင်ကမိနစ်အနည်းငယ်ခန့်ကဲ့သို့လှောင်ပြောင်တံများရိုင်းဆိုင်သောရေတံများမရှိတော့ပေဖုံမှုများကလေထဲတွင်ဆက်လက်ဝဲပြန့်နေပြီးရင်းတို့အလယ်တွင်မအီအီသည်မတည့်ရက်နေသည်သူမ၏ခန္ဓာကိုယ်ကအနှဲငယ်ချွေးဆိုနေတော်လဲသူမ၏အသက်ရှူတန်းကတည်ငြိမ်နေသည်သူမ၏မျက်လုံးများကယခုအခါမြေပြင်ပေါ်တွင်လဲလျောင်းနေသောယူနီဖောင်းဝတ်အမျိုးသားနှစ်ဦးကိုထက်ရှစွာကြည့်နေသည်သူတို့၏ခန္ဓာကိုယ်များကညစ်ပတ်နေပြီးဖုံမှုများဖုံးနေသည်ကိုအောင်မြင့်၏နှာခေါင်းမှသွေးများအားစီးကျနေသည်ကိုခဏတာမြင်တွေ့ရသည်မောင်စော်မှာရင်ဘတ်အတက်ကြမြန်နေရင်လဲလျောင်းနေစေဖြစ်သည်အဝေးမှနေ၍ကြည်နေသောရဲချိုးကရှုပ်ထွေးပြီးတင်းမာသောမျက်နှာများဖြင့်တဦးကိုတဦးကြည့်နေကြသည်ညီသူမျှနီးကပ်စွာချင်းကပ်ဝင်ခြင်းမရှိပေသူတို့အထဲမှတဦးကတိုးတိုးလေးပြောလိုက်သည်ကြိမ်ပြောပါတယ်အဲ့ဒီမိန်းကလေးသူ၏အတန်ကနားမလည်နိုင်အောင်ဖြစ်နေတော့လဲအခြားသူများတရွေးမျိုးချရလောက်အောင်လုံလောက်သည်သူ၏ဘေးမှရဲအရာရှိတဦးကသူ၏အကြီးကဲနှစ်ဦးလူအများရှေ့တွင်လဲကျသွားသည်ကိုကြည်နေရင်ဖြည်းဖြည်းချအင်းကောင်းငိမ့်လိုက်သည်မအီအီသည်ဘာမှမပြောပေသူမသည်ကွင်းပြင်အလယ်တွင်မတည့်ရက်နေုံသာဖြစ်သည်သူမ၏လက်များကခုခံကာကွယ်သည့်အနေအထားမှဖြည်းဖြည်းချင်းကျဆင်းသွားသည်သူမ၏အသက်ရှူတန်းကပုံမှန်ဖြစ်သည်သူမ၏မျက်လုံးများကထက်ရှာနေပြီးထိန်ချုံမှုများပြည့်နေသည်သူမ၏မျက်နှာတွင်ဂုဏ်ယူခြင်းမရှိသလိုကြောက်ရွံ့ခြင်းလည်းမရှိပေသူမသည်သူမကိုငွေညစ်ခဲ့သောထိုလူနှစ်ဦးအမှန်တကယ်မလှုပ်ရှားနိုင်တော့ကြောင်းသေချာစေုံသာဖြစ်သည်ကိုအောင်မြင့်သည်နာကျင်မှုကြောင့်ညီးတွားရင်းစကားပြောရန်ကြိုးစားတော်လဲသူ၏အတန်ကအားနည်းသောညီအတန်လေးအဖြစ်သာထွက်ပေါ်လာသည်သူတို့ပတ်ဝန်းကျင်တွင်လေထုကပို၍တောင်တင်းမာလာသည်အခြားအရာရှိအချို့ကအလုံများဟန်ဆောင်နေကြသည်အချို့ကခေါင်းငုံထားကြသည်သူတို့သည်ယခုဖြစ်ပျက်ခဲ့သည်မှာရန်ပွဲတစ်ခုမျှသာမဟုတ်ကြောင်းသိကြသည်ယင်းသည်ဥပဒေမှကင်းလွတ်သည်ဟုအမြဲခံစားခဲ့ရသောထိုလူမျိုးများအတွက်ပြင်းထန်သောရိုက်ခတ်မှုဖြစ်သည်မအီအီသည်သူတို့ကိုခဏတာကြည့်လိုက်ပြီးနောက်မြေပြင်ပေါ်ရှိခန္ဓာကိုယ်နှစ်ခုဘက်သို့ပြန်လှည့်လိုက်သည်တိတ်ဆိတ်စွာပင်သူမသည်စကလုံးတစ်လုံးမျှမပြောဘဲကြီးမားသောကြေညာချက်တစ်ခုကိုပြုလုပ်ခဲ့ပြီးဖြစ်သည်ထိုနောက်ဖေးကွင်းတွင်တိတ်ဆိတ်မှုစက္ကန့်အနည်းငယ်ကြာအောင်ဆက်လက်ရှိနေစေဖြစ်သည်ထိုနောက်တန်းမှကြည့်ရှုနေခဲ့သောရဲအရာရှိငယ်တဦးကနောက်ဆုံးတွင်တိုးတိုးလေးသို့သောသူ၏ရဲဘော်များကြားနိုင်အောင်ရှင်းရှင်းလင်းလင်းပြောလိုက်သည်ကျွန်တော်သူ့ကိုသိတယ်ဟုသူကကွင်းပြင်အလယ်တွင်မတည့်ရက်နေသောမိန်းကလေးဘက်သို့လက်ညှိုးထိုးရင်းပြောလိုက်သည်သူကမြမလက်ဝဲအမျိုးသားအားကစားသမားထိုစကားကြောင့်အခြားရဲအချို့ကအံ့အားသင့်ပြီးမယုံကြည်နိုင်သောအမူအရာဖြင့်တဦးကိုတဦးကြည့်နေကြသည်တကယ်လားဟုသူတို့အထဲမှတဦးကပြောလိုက်သည်ထိုအရာရှိငယ်ကချက်ချင်းကောင်းငိမ့်လိုက်သည်ကျွန်တော်သူ့ကိုပြီးခဲ့တဲ့နှစ်ကရန်ကုန်မှာကျင်းပတဲ့ပြိုင်ပွဲမှာမြင်ခဲ့ဘူးတယ်သူ့နာမည်မအီအီသူကကီလို60အတန်းမှာချန်ပီယံအဲ့ဒီမိန်းကလေးကတိုက်ခိုက်စပြီဆိုရင်အန္တရာယ်ရှိတယ်ထိုစကလုံးများကအရာရာကိုရှင်းပြလိုက်တကယ်သို့ဖြစ်နေသည်ချက်ချင်းဆိုသလိုအခြေအနေကလုံးဝပြောင်းလဲသွားသည်ယခင်ကပေါ့ပေါ့ပပကြည့်ရှုနေခဲ့ကြသောရဲများ၏မျက်နှာများတွင်အံ့အားသင့်ခြင်းနှင့်လေးစားကြည်ညိုခြင်းတို့ရောနှောပေါ်ပေါက်လာသည်သူတို့၏မျက်နှာများကယခုအခါတင်းမာနေပြီဖြစ်သည်ရေတံများရိုင်းဆိုင်သောမှတ်ချက်များမရှိတော့ပေသူတို့သည်သူတို့၏ရဲဘော်နှစ်ဦးကိုချေမှုန်းလိုက်သောမိန်းကလေးသည်တာမန်လူမဟုတ်ကြောင်းသဘောပေါက်သွားကြသည်ကိုအောင်မြင့်နှင့်မောင်စော်တို့သည်မြေပြင်တွင်ညီးတွားနေစေဖြစ်ပြီး
ထွက်ရန်စ조사တော်လဲမတက်နိုင်ကြပေချွေးနှင့်ဖုံမှုများကသူတို့၏ယူနီဖောင်းများတွင်ကပ်နေသည်သူတို့နှစ်ဦး၏မျက်နှာများကနီးရဲပြီးဖျို့ဖျဲဖြစ်နေသည်သို့သောရုပ်ပိုင်းဆိုင်ရာဒဏ်ရာထက်ပိုမိုနာကျင်စေသည်မှာယခုအခါသူတို့၏ရင်ဘတ်ကိုလေးလံစွာဖိစီးနေသောအရှက်တရားဖြစ်သည်မအီအီသည်ဘာမှမပြောဘဲထိုနေရာတွင်ရက်နေသည်သူမသည်ထိုမျိုးသားနှစ်ဦးကိုခဏတာကြည့်လိုက်ပြီးနောက်အမြင်ကိုလွှဲလိုက်သည်သူမသည်သူမကိုသူမမည်သူဖြစ်ကြောင်းရင်းပြရန်မလိုအပ်ပေထိုနေရာရှိလူတိုင်းသည်သူမ၏လုပ်ရက်သည်ခံစားချက်မျှသာမဟုတ်ကြောင်းသိကြသည်ယင်းသည်သတိပေးချက်တစ်ခုဖြစ်သည်သူလိုပြုမှုနေကြထိုလူနှစ်ဦးအတွက်ထိုနေ့သည်သူတို့၏အသက်မွေးဝမ်းကြောင်းတစ်လျှောက်တွင်အရှက်ရဆုံးအချိန်ဖြစ်လာခဲ့သည်မအီအီသည်မြေပြင်တွင်လဲလျောင်းနေသောကိုအောင်မြင့်၏ခန္ဓာကိုယ်ကိုနီးကပ်စွာရှောက်သွားခဲ့သည်ထိုမျိုးသားသည်မျက်နှာဖြူဖက်ဖြူရောဖြစ်နေပြီးအသက်ရှူသံပြတ်တောက်နေရင်မျက်လုံးများလွင့်နေသောအကြည့်ဖြင့်သာကြည့်နိုင်တော့သည်စကားများမပြောဘဲမအီအီသည်ဖြည်းဖြည်းချင်းငုံလိုက်ပြီးကိုအောင်မြင့်၏ယူနီဖောင်းအိတ်ကပ်ကိုစမ်းကာသူ၏ဆိုင်ကယ်တော့ကိုယူလိုက်သည်သူမသည်ထိုတော့ကိုတင်းကျပ်စွာဆုပ်ကင်လိုက်ပြီးနောက်တည်ငြိမ်သောအမူအရာဖြင့်ထိုမျိုးသား၏မျက်နှာကိုခဏတာကြည့်လိုက်သည်သူမ၏အတန်ကတည်ငြိမ်တော်လေပြတ်သားပြီးအဓိပ္ပာယ်ပြေဝနေသည်နောက်တစ်ခါယူနီဖောင်းကိုလူတွေကိုကူညီဖို့အတွက်ဝတ်ပါပတ်စံခိုးဖို့အတွက်မဟုတ်ဘူးထိုစကလုံးများကဒေါသတန်မပါဘဲထွက်ပေါ်လာတော့လဲမြည်သည့်လက်သီးထိုးချက်ထက်မဆိုပို၍ထက်ရှာနေသည်ကိုအောင်မြင့်သည်ပြန်မဖြေနိုင်ပေသူသည်လူတိုင်းရှေ့တွင်နာကျင်မှုနှင့်အရှက်တရားကိုထိန်းချုပ်ရင်းခေါင်းငုံထားယုံသာတတ်နိုင်သည်အခြားတစ်ဖက်တွင်လဲလျောင်းနေသောမောင်စော်လဲတလုံးတပါဓမြမပြောပေသူသည်မြေပြင်ကိုသာစိုက်ကြည့်နေသည်သူတို့ပတ်ဝန်းကျင်ရှိအခြားရဲများကတိတ်ဆိတ်စွာရက်နေကြပြီးမြည်တို့တုံ့ပြန်ရမည်ကိုမသိကြပေအချို့ကခေါင်းငုံထားကြပြီးအချို့ကအလုံများဟန်ဆောင်နေကြတော့လဲသူတို့၏အကြည့်များအားလုံးကလေးစားကြည်ညိုခြင်းနှင့်ကြောက်ရွံ့ခြင်းတို့ရောနှောနေသည်မအီအီသည်မတ်တက်ရက်ပြီးဖြည်းဖြည်းချင်းအသက်ရှူထုတ်လိုက်သည်ထို့နောက်တင်းစီထားသောဆိုင်ကယ်ပုံဘက်သို့ခဏတာလှည့်ကြည့်လိုက်သည်သူမသည်သူမ၏ဆိုင်ကယ်ဘက်သို့ဖြည်းဖြည်းချင်းလှမ်းသွားခဲ့သည်သူမ၏ခန္ဓာကိုယ်ကဖုန်တက်နေတော့လဲမတ်တက်ရက်နေစေဖြစ်သည်ကွင်းပြင်ကိုဖုံးလွှမ်းနေစေတိတ်ဆိတ်မှုအကြားတွင်သူမ၏ခြေလမ်းတိုင်းကရှင်းရှင်းလင်းလင်းကြားနေရသည်မြည်သူမျှသူမ၏လမ်းကိုပိတ်ဆို့ဝင်ခြင်းမရှိပေခြံတကားအနီးသို့ရောက်သောအခါမအီအီသည်ခဏတာရက်လိုက်ပြီးနောက်ဆုံးတစ်ကြိမ်အဖြစ်ကွင်းပြင်ဘက်သို့ကြည့်လိုက်သည်မျက်လုံးများအားလုံးကသူမကိုဆက်လက်စိုက်ကြည့်နေကြဆဲဖြစ်သည်အချို့ကလေးစားကြည်ညိုခြင်းဖြင့်အချို့ကကြောက်ရွံ့ခြင်းဖြင့်သူမသည်နောက်ထပ်မလှည့်ကြည့်တော့ဘဲဆိုင်ကယ်ကိုဆက်နှိုးပြီးထိုနေရာမှထွက်ခွာသွားခဲ့သည်သူမ၏ဆိုင်ကယ်အင်ဂျင်တန်သည်ထိုပူပြင်းသောနေ့လည်ခင်းလေထဲတွင်ကြားရသည့်တစ်ခုတည်းသောအတန်ဖြစ်လာသည်လူနှစ်ဦးလဲကျကြံခဲ့ပြီးထိုနေရာရှိလူတိုင်းအတွက်ကြီးမားသောသင်ခန်းစာတစ်ခုကိုခြံထားခဲ့သည်ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်လာသူများကိုဘယ်တော့မှအထင်မသေးပါနှင့်အဓိကအဆောက်အုံ၏ဒုတိယထပ်လာသာဆောင်မှရဲအရာရှိတဦးသည်တန်တကားတွင်လက်နှစ်ဖက်ကိုထောက်လျက်မတက်ရက်နေသည်သူ၏မျက်လုံးများကအောက်ဖက်ကွင်းပြင်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေပြီးအစားကနေအဆုံးထိဖြစ်ပျက်ခဲ့သမျှကိုမြင်တွေ့ခဲ့သည်သေးငယ်သောရံပွဲမှစပြီးသူ၏အရာရှိနှစ်ဦးအမျိုးသမီးငယ်တဦး၏လက်သီးနှင့်ခြေထောက်ဖြင့်အထိုးကန်ခံရကမြေပြင်ပေါ်လဲကျသွားသည့်အထိဖြစ်သည်သူ၏မျက်နှာကတည်ငြိမ်တော်လဲသူ၏မျက်လုံးများကနှဆိုင်သောစိတ်ပြတ်အားငယ်မှုများကိုပြသနေသည်အမှန်တကယ်မြည်သို့ဖြစ်ပျက်ခဲ့သည်ကိုသူမေးမြန်းအရန်မလိုအပ်ပေသူကိုယ်တိုင်မြင်တွေ့ခဲ့ရသည်များကအားလုံးကိုရှင်းပြနေပြီဖြစ်သည်မအီအီသည်သူမ၏ဆိုင်ကယ်ဖြင့်ထွက်ခွာသွားပြီးမိနစ်အနည်းငယ်ကြာပြီးနောက်ထိုအရာရှိသည်အသက်ပြင်းပြင်းရှူ၍နောက်သို့လှည့်ကာဖြည်းဖြည်းချင်းသို့သောခိုင်မာသောခြေလမ်းများဖြင့်လှေကားမှဆင်းလာခဲ့သည်သူ၏ဖနက်တံများကလှေကားထစ်များပေါ်တွင်ကျဲလောင်စွာထွက်ပေါ်လာပြီးအခြားအရာရှိအချို့၏အာယုံကိုဖန်ဆားလိုက်သည်သူတို့သည်ချက်ချင်းဆိုသလိုမတက်တာသောအခြေအနေဖြင့်ဂါရဝပြုကြသည်အောက်သို့ရောက်သောလေထုကချက်ချင်းတိတ်ဆိတ်သွားသည်မြည်သူမျှဦးစွာစကားမပြောရဲကြပေထိုအရာရှိသည်ကွင်းပြင်အလယ်တွင်မြေပြင်ပေါ်တွင်အားရင်ကြီးနှင့်စွာထိုင်နေဆဲဖြစ်သောယူနီဖောင်းဝတ်ခန္ဓာကိုယ်နှစ်ခု၏ရှေ့တွင်ရက်လိုက်သည်သူ၏အတန်ကလေးလံပြီးပြတ်သားနေပြီးနောက်ဆုံးတွင်သူသည်ပါးစပ်ဖွင့်ကာပြောလိုက်သည်
အဲ့ဒီလူနှစ်ဦးကဘသူတွေလဲဟုသူကစိတ်ခံစားမှုကင်းမဲ့စွာအေးဆက်စွာမေးလိုက်သည်ပတ်ဝန်းကျင်တွင်ရက်နေသူအားလုံးတဦးကိုတဦးကြည့်နေကြပြီးပြန်မဖြေဝင့်ကြပေစက္ကန့်အနည်းငယ်ကြာပြီးနောက်အောက်လူငယ်တဦးကတုံရင်သောအတန်ဖြင့်ဖြေလိုက်သည်ကိုအောင်မြင့်နှင့်မောင်စောပါရှင့်သူတို့ကဒဏ်ကြေးငွေညှစ်တဲ့သူတွေပါထိုရဲရာရှိကြီးကသူတို့ကိုအချိန်တော်ကြာတိတ်ဆိတ်စွာကြည့်နေခဲ့သည်သူ၏မျက်လုံးများကထက်ရှပြီးအကဲဖြတ်မှုများပြည့်နေသည်သူတို့နာမည်တွေကိုမှတ်ထားဟုသူကနောက်ဆုံးတွင်အတန်နှိမ့်နှိမ့်သို့သောပြတ်သားစွာပြောလိုက်သည်သူသည်မှတ်စုစာအုပ်ကိုကင်ထားသောသူ၏အောက်လူကိုဓာတ်ရိုက်ကြည့်လိုက်သည်ဒီနေ့ညနေပရော်ဖာပြည်တွင်းရေးစည်းကမ်းထိန်းသိမ်းရေးဌာနအကိုအစီရင်ခံစာတင်ပါဘာတစ်ခုမှမဖုံးကွယ်ရဘူးညီသူမျှပြန်မဖြေကြပေနာခံမှုအဖြစ်ဖြည်းဖြည်းချင်းခေါင်းငင်းပြယုံသာဖြစ်သည်လေထုကအလွန်လေးလံနေသည်ပထမဆုံးအကြိမ်အဖြစ်ထိုကွင်းပြင်ရှိလူတိုင်းသည်ကိုအောင်မြင့်နှင့်မောင်စောတို့၏လုပ်ရက်သည်သေးငယ်သောစီကံဖောက်ဖျက်မှုတစ်ခုမျှသာမဟုတ်ကြောင်းသဘောပေါက်လိုက်ကြသည်သူတို့သည်သူတို့၏ဌာနကိုသူတို့၏အကြီးအကဲမျက်စိရှေ့တွင်အရှက်ရစေခဲ့သည်နောက်နေ့တွင်ထိုရဲစခန်း၏လေထုကလုံးဝပြောင်းလဲသွားသည်နနက်စောစောပိုင်းတနာရီခန့်တွင်အရာရှိအချို့ကသူတို့၏ဖုံးမျက်နှာပြင်များကိုထိတ်လန့်တုန်လှုပ်နေသောမျက်နှာများဖြင့်ပြသလာကြသည်2 မိနစ်ကြာဗီဒီယိုတစ်ခုတွင်နောက်ဖေးကွင်းရှိရန်ပွဲမြင်ကွင်းကိုပြသနေသည်ကိုအောင်မြင့်နှင့်မောင်စောတို့သည်မအီအီကိုငွေညှစ်ရန်ဖိအားပေးနေပုံထို့နောက်အထိုးကန်ခံရကလဲကျသွားပုံကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရသည်ထိုဗီဒီယိုကိုရဲစခန်းတွင်ကားအစုံပြုလုပ်နေသောပြည်သူတဦးကတိတ်တဆိတ်ရိုက်ကူးထားခြင်းဖြစ်သည်နာရီပိုင်းအတွင်းထိုဗီဒီယိုသည်ဆိုရှယ်မီဒီယာတွင်ပြန့်နှံ့သွားသည်ပြည်သူများ၏မှတ်ချက်များကချက်ချင်းဆိုသလိုပြည့်ရှံလာသည်ထောင်ပေါင်းများစွာသောအင်တာနက်အသုံးပြုသူများကအမျိုးမျိုးသောတုံ့ပြန်မှုများဖြင့် post များ၏မှတ်ချက်ကဏ္ဍကိုပြည့်နှက်နေသည်ရဲမိန်းကလေးဟုအကောင့်တစ်ခုကရေးသည်အခြားမှတ်ချက်တစ်ခုကဆက်လက်၍နောက်ဆုံးတော့အာနာကိုအလွဲသုံးစားလုပ်တဲ့ရဲရာရှိတွေကိုတံပြန်ဝင့်သူတဦးပေါ်လာပြီးဟုရေးသည်အချို့ကရဲတပ်ဖွဲ့၏တရားဝင်အကောင့်ကိုတက်လုပ်ကကျေးဇူးပြု၍ဒီအမှုကိုမဖုံးကွယ်ပါနဲ့ဟုရေးထားသည်ကျူးလွန်သူကိုပြင်းပြင်းထန်ထန်အရေးယူပါမအီအီနာမည်ကချက်ချင်းဆိုသလိုတနိုင်ငံလုံးတွင်ပြောဆောက်မှတ်ဖြစ်လာခဲ့သည်သူမသည်အာယုံဆိုင်မှုကိုရှာဖွေခြင်းမပြုခဲ့တော်လဲဖြစ်သည်ရုံးခန်းအတွင်းတွင်အခြေအနေကချက်ချင်းပူနွေးလာသည်အရာရှိအချို့ကမတည်မငြိမ်ဖြစ်နေပုံရပြီးသူတို့၏အကြီးအကဲများကဒေတာရင်းကောင်းဆောင်များထံမှဖုန်းခေါ်ဆိုမှုများကိုလက်ခံရရှိနေကြသည်ဒီမနက်မီဒီယာအားလုံးကဒီကိစ္စကိုဖော်ပြနေပြီးဟုရဲအရာရှိငယ်တဦးကစပွဲကိုရရင်អော်လိုက်သည်ကိုအောင်မြင့်နှင့်မောင်စောတို့သည်မနေ့ကဖြစ်ပျက်ပြီးနောက်ပိုင်းတာဝန်ထမ်းဆောင်ခြင်းမရှာဤတော့ပဲပြည်ရင်းစုံစမ်းစစ်ဆေးရေးခန်းတွင်ထိုင်နေကြသည်သူတို့၏မျက်နှာများကတင်းမာပြီးဖြူဘက်ဖြူရောဖြစ်နေသည်မနေ့ကဖြစ်ပျက်ခဲ့သည်များကိုဖုံးကွယ်၍မရနိုင်တော့ကြောင်းသူတို့သိသည်နေ့လယ်ပိုင်းတွင်ပရော်ဖာပြည်တွင်းရေးစည်းကမ်းထိန်းသိမ်းရေးဌာနတစိမ့်ပါကားတစ်စီးရုံးဝင်းသို့ရောက်လာသည်အနက်ရောင်ယူနီဖောင်းဝတ်အရာရှိအချို့ကအလေးအနက်ထားသောမျက်နှာများဖြင့်စာရွက်စာတမ်းများနှင့်မှတ်တမ်းတင်ကင်မရာများယူ၍ထွက်လာကြသည်တာဝန်ကျအကြီးအကဲကသူတို့ကိုစိုးရိမ်တကြီးနှင့်ချက်ချင်းနှုတ်ဆက်သည်ကျွန်တော်တို့ရဲအရာရှိကြီးစီကနေဓာတ်ရိုက်အစီရင်ခံစာရရှိထားပါတယ်ဟုပရိုဖမ်အဖွဲ့ဝင်တဦးကပြတ်သားစွာပြောလိုက်သည်ဒီနေ့ကစပြီးကိုအောင်မြင့်နှင့်မောင်စောတို့အပေါ်စုံစမ်းစစ်ဆေးမှုကိုကျွန်တော်တို့ကတာဝန်ယူမယ်ချက်ချင်းဆိုသလိုရုံးခန်း၏လေထုကတရားဝင်စုံစမ်းစစ်ဆေးရေးနေရာတစ်ခုကဲ့သို့ပြောင်းလဲသွားသည်မျက်လုံးများအားလုံးကယခုအခါသူတို့၏ဌာနအတွက်အရှက်တရား၏သင်္ကေတဖြစ်လာသောနမိတ်နှစ်ခုကိုစိုက်ကြည့်နေကြသည်ထိုနေ့လည်ခင်းပြည်တွင်းကျင်းဝတ်ဆိုင်ရာတရားစီရင်ခန်းမှာမှိုင်းညိုမိုင်းမတော်လေထုဖြင့်ပြည့်နှက်နေသည့်ရှေ့စားပွဲတွင်ရဲအရာရှိ3ဦးသည်မျက်နှာထားတင်းမာစွာဖြင့်ယူနီဖောင်းပြည့်စုံဝတ်ကာညီတန်းစွာထိုင်နေကြသည်အခန်း၏အခြားတစ်ဖက်တွင်ကိုအောင်မြင့်နှင့်မောင်စောတို့သည်ခေါင်းငုံကအားအင်ကြီးနှင့်စွာထိုင်နေကြသည်သူတို့၏မိခိုးရောင်ယူနီဖောင်းများကိုချွတ်ထားပြီးရိုးရိုးရှက်အင်ဂျီများကိုဝတ်ဆင်ထားသည်သူတို့နှစ်ဦး၏မျက်နှာများကပင်ပန်းနွမ်းနယ်နေပြီးမျက်လုံးများကလွင့်နေကမျက်နှာအရေပြားများကဖြူဘက်ဖြူရောဖြစ်နေသည်လမ်းပြောင်းနေတကဲ့သို့ဖြစ်နေသည်သူတို့သည်မနေ့ကနောက်ဖေးကွင်းတွင်အာနာရှိသောသူများကဲ့သို့မဟုတ်တော့ပေယခုအခါသူတို့သည်သူတို့၏လုပ်ရက်များ၏အကျိုးဆက်များကိုခံစားရမည့်တရားခံများသာဖြစ်ကြသည်တရားစီရင်မှု၏ခေါင်းဆောင်အရာရှိသည်သူ၏ရှေ့ရှိထ
ထူရဲသောဖိုင်ကိုဖွင့်လိုက်ပြီးတည်ငြိမ်ပြတ်သားသောလေသံဖြင့်ပြောလိုက်သည်ဗီဒီယိုမှတ်တမ်းသက်သေများ၏ထွက်ဆိုချက်များနှင့် Profound စစ်ဆေးမှုရလဒ်များအပေါ်အခြေခံ၍ဟုသူကကျဲလောင်စွာပြောလိုက်သည်ကိုအောင်မြင့်နှင့်မောင်စောအမည်ရှိအဖွဲ့ဝင်2ဦးသည်ငွေညစ်ခြင်းနှင့်ရဲကျင့်ဝတ်စည်းကမ်းများကိုပြင်းထန်စွာဖောက်ဖျက်မှုများပြုလုပ်ခဲ့ကြောင်းသက်သေပြနိုင်ခဲ့သည်သူသည်ခဏတာရက်လိုက်ပြီးထို2ဦးကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်သည်မင်းတို့၏လုပ်ရက်များသည်ပြည်သူများကိုထိခိုက်စေရုံသာမကဘဲအဖွဲ့အစည်းကိုလည်းပြည်သူလူထုရှေ့တွင်အရှက်ရစေခဲ့သည်နေရန်နာရီ၏အတန်မှလွဲ၍အခြားမည်သည့်အတန်မှမရှိပေကိုအောင်မြင့်သည်ပို၍နက်နက်ရှိုင်းရှိုင်းကောင်းလိုက်သည်မောင်စောကသူ၏ဒူးစစ်ကိုလက်နှစ်ဖက်ဖြင့်ကင်ထားပြီးသူ၏မေယိုများကခန်းစားချက်များကိုထိန်းချုပ်ရင်းတင်းမာနေသည့်လေးလာသူများအဖြစ်တက်ရောက်နေသောအခြားရေးအရာရှိအချို့ကတိတ်ဆိတ်စွာထိုင်နေကြသည်တဦးတယောက်မျှစကားမပြောဝန်းကြပေတရားစီရင်ခန်း၏လေထုကဖိစီးနေတကယ်သို့ဖြစ်ပြီးအထဲတွင်ရှိသူတိုင်းသည်လောဘ၏အကြပိုးဆက်များ၏လေးလံမှုကိုခံစားနေကြရသည်တရားစီရင်မှုခေါင်းဆောင်အရာရှိသည်သူ၏ဖိုင်ကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီးနောက်ဆုံးလေသံဖြင့်ပြောလိုက်သည်ကျင့်ဝတ်ဆိုင်ရာတရားစီရင်မှု၏ဆုံးဖြတ်ချက်အဖွဲ့ဝင်2ဦးလုံးအပြစ်ရှိကြောင်းတွေ့ရှိရပြီးဂုဏ်သိက္ခာမဲ့စွာယာရုမှထုတ်ပယ်လိုက်သည်ထိုစကားလုံးများကစိတ်ခံစားမှုမပါဘဲပြတ်သားစွာပြောဆိုခြင်းဖြစ်တော်လဲပြင်းထန်စွာရိုက်ခတ်သောတူရင်းကဲ့သို့ခံစားရသည်လက်ခုပ်တီးတံများမှတ်ချက်များမရှိပေရှည်လျားသောတိတ်ဆိတ်မှုနှင့်အရာရာကိုအမှန်တကယ်ဆုံးရှုံးသွားသောမျက်နှာ2ခုသာကျန်ခဲ့သည်သူတို့သည်ထွက်သွားရန်တောင်းဆိုခံရသည့်အခါဖြည်းဖြည်းချင်းထွက်ကြသည်သူတို့၏ခြေလမ်းများကရိုင်းနေနေပြီးနှက်ဆိုင်သောအရှက်တရားဖြင့်ခေါင်းငုံကာထိုခန်းမှထွက်ခွာသွားကြသည်ထိုမှုပြီးဆုံးပြီးရက်အနည်းငယ်အကြာတွင်မအီအီသည်ထိုရဲစခန်းသို့လာရောက်ရန်တရားဝင်ခေါ်ယူခံရသည်ယခုတစ်ကြိမ်တွင်သူမသည်ဒဏ်ကြေးဆောင်သူတဦးအဖြစ်မဟုတ်ဘဲလေးစားခံရသောတက်တေတဦးအဖြစ်ဖြစ်သည်ရုံးဝင်းသို့ရောက်သည်နှင့်တပြိုင်နက်ယခင်ကကွင်းပြင်ရှိအဖြစ်ပြက်ကိုမြင်ခဲ့ရသောအရာရှိအချို့ကသူမကိုယဉ်ကျေးစွာခေါင်းငုံနှုတ်ဆက်ကြသည်ယခင်ကကဲ့သို့အထင်သေးသောအကြည့်များမာနကြီးသောလေသံများမရှိတော့ပေမအီအီသည်လသာဆောင်မှထိုအဖြစ်ပြက်ကိုကိုယ်တိုင်မြင်ခဲ့ရသောရဲအရာရှိကြီး၏ရုံးခန်းသို့တည်ငြိမ်စွာလျအောက်သွားခဲ့သည်တကားကိုခေါက်လိုက်သည်နှင့်ဝင်ပါမမိုက်ဟုသောအတန်ကိုကြားလိုက်ရသည်ရဲအရာရှိကြီးသည်သူ၏ထိုင်ကုန်မှထွက်၍လေးစားသောသဘောထားဖြင့်နှုတ်ဆက်သည်ယင်းသည်အကြီးကဲတဦးကအရက်သားတဦးကိုလုံးလေးမရှိသောကိစ္စဖြစ်သည်လာရောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုသူကရိုးသားသောလေသံဖြင့်ပြောလိုက်သည်အဲ့ဒီအချိန်ကမင်းရဲ့လုပ်ရက်ကဒီကလူအများကြီးကိုသတိပေးခဲ့တာပါကျွန်တော်အပါဝင်ပေါ့သူသည်မအီအီကိုအလေးနက်ထားသောမျက်နှာဖြင့်သို့တော်လေးစားမှုများပြေဝစွာကြည့်လိုက်သည်မအီအီသည်ခပ်ပါးပါးပြုံးပြီးအနှဲငယ်ကောင်းကုန်းလိုက်သည်ကျမကမှန်ကန်တာကိုပဲလိုချင်တာပါကိုအောင်မြင့်ဟုသူမကတည်ငြိမ်စွာဖြေလိုက်သည်နာမည်ကြီးဖို့အာယုံစိုက်ခံရဖို့မဟုတ်ပါဘူးလူငယ်တွေအမြဲအတုံးချခံရတာကိုမုန်းလို့ပါထိုရဲအရာရှိကြီးကဖြည်းဖြည်းချင်းခေါင်းငိမ့်လိုက်သည်သူ၏အမူအရာကနူးညံ့သွားသည်အဲ့ဒါကြောင့်မင်းကလေးစားထိုက်ပါတယ်ဟုသူကပြောလိုက်ပြီးရှေ့သို့လှမ်းကမအီအီလက်ကိုခိုင်မာစွာဆုပ်ကင်လိုက်သည်ဒီလိုဖိအားတွေကြားထဲမှာရိုးသားပြီးတည်ကြည်ရဲရင်သူရှားပါတယ်အခန်း၏လေထုကခဏတာတိတ်ဆိတ်သွားပြီးနယံနာရီ၏အတန်သာခတ်တိုးတိုးထွက်ပေါ်နေသည်ရဲအရာရှိကြီးကထို့နောက်ထပ်ဖြည့်ပြောသည်တာရကအနေနဲ့ဒီနိုင်ငံသားအားလုံးမင်းလိုရဲရင်ပြီးငါတို့ရဲတပ်ဖွဲ့ဝင်အားလုံးလည်းတာဝန်သိသိစည်းကမ်းလိုက်နာမယ်ဆိုရင်ဒီနိုင်ငံဟာပိုကောင်းတဲ့နိုင်ငံဖြစ်လာမှာပါမအီအီသည်ပြန်မဖြေဘဲဖြည်းဖြည်းချင်းခေါင်းငိမ့်လိုက်သည်သူမ၏မနေ့ကတိုက်ပွဲသည်ဆိုင်ကယ်အကြောင်းသာမကပဲဂုဏ်သိက္ခာနှင့်တရားမျှတမှုအကြောင်းလည်းဖြစ်ကြောင်းသူမသိသည်ခဏတာစကားပြောပြီးနောက်သူမသည်နှုတ်ဆက်ထွက်ခွာခဲ့သည်အခန်းမှမထွက်မီရဲအရာရှိကြီးကတိုးတိုးလေးပြောလိုက်သည်ဒီအတိုင်းဆက်နေပါမမဘသူမှမင်းရဲ့ရဲရင်မှုကိုပြောင်းလဲခွင့်မပေးပါနဲ့မအီအီသည်သူ့ကိုခဏတာကြည့်လိုက်ပြီးတိုးတိုးလေးပြန်ဖြေသည်ဟုတ်ကဲ့ပါထို့နောက်သူမသည်တည်ငြိမ်သောခြေလမ်းများဖြင့်အခန်းမှထွက်ခွာသွားခဲ့ပြီးထိုရုံးရှိလူတိုင်းအတွက်ပြင်းထန်သောဆွဲမှတ်မှုကိုခြံထားခဲ့သည်ယခုအခါမအီအီဘဝသည်တဖြည်းဖြည်းပုံမှန်အတိုင်းပြန်လည်ရောက်ရှိလာပြီဖြစ်သည်ကင်မရာလင်းများမရှိတော့ပေသူမအကြောင်းလူအများပြောဆိုခြင်းလည်းမရှိတော့ပေနေ့စဉ်နံနက်တိုင်းသူမသည်စောစောထွေသူမ၏ဆံပင်ကိုတက်ရက်စီးနှောင်ပြီးအစွန်းများမှအနှဲငယ်မိန်ဖြော့နေသောအနီရောင်လက်ဝဲလက်အိတ်ကိုဝတ်ဆင်သည်
သူမသည်သူမဆယ်ကျော်သက်အရွယ်ကလေးကမြမလက်ဝဲလေ့ကျင့်ခဲ့သောသေးငယ်သောအားကစားခန်းမသို့သွားခဲ့သည်နှစ်ပေါင်းများစွာသူမ၏အောင်မြင်မှုများနှင့်ကြာဆုံးမှုများကိုသက်သေခံခဲ့သောနေရာဖြစ်သည်ထိုရိုးရှအင်းသောအခန်းလေးထဲတွင်ချွေးနှံ့နှင့်ဖုံမုံနှံ့တို့ရောနှော၍သူမအတွက်ရင်းနှီးသောရနံ့ကိုဖန်တီးပေးသည်အလဲမွေရာပေါ်တွင်ရက်လိုက်သည်နှင့်မအီအီသည်သူမ၏ခန္ဓာကိုယ်ကိုစတင်လှုပ်ရှားလိုက်သည်လက်သီးထိုးချက်များ၏အတန်များကလွတ်နေသောအခန်းထဲတွင်ပဲ့တင်ထက်နေသည်ဒုံဒုံဒုံထိုစီးချက်ကပုံမှန်လင်းမြန်ပြီးခိုင်မာနေသည်လက်သီးထိုးချက်တိုင်းသည်ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုမျှသာမဟုတ်ဘဲသူမမြဲမြံစွာကင်ဆွဲထားခဲ့သောအခြေခံမူကိုသတိပေးခြင်းဖြစ်သည်ရဲရင်ခြင်းသည်ခန္ဓာကိုယ်အရွယ်အစားပေါ်မူတည်သည်မဟုတ်ဘဲမတရားမှုကိုတိုက်ထုတ်ရန်စိတ်နှလုံး၏ပြတ်သားမှုဖြစ်သည်သူမ၏မျက်နှာတွင်ချွေးများစည်းကျနေသောလဲသူမ၏မျက်လုံးများကသူမရင်ဆိုင်ခဲ့ရသောမာနကြီးမှုနှင့်လောဘအားလုံးကိုကိုစားပြုနေတကယ်သို့သောလက်ဝဲအိတ်ကိုစူးစိုက်ကြည့်နေစေဖြစ်သည်လေ့ကျင့်ခန်းကြားတွင်မအီအီသည်ခဏတာရက်နာကအသက်ပြင်းပြင်းရှူလိုက်သည်သူမ၏လက်များကသတိအနေထားတွင်မြှောက်ထားဆဲဖြစ်သည်သူမ၏ရင်ဘက်ကပုံမှန်အတက်အကျရှိနေသည်သူမသည်အားကစားခန်းမမှန်ထဲတွင်သူမကိုသူမပြန်ကြည့်လိုက်ပြီးကျမရဲ့နိုင်သည်၍ဘသူမှကျမရဲ့ဂုဏ်သိက္ခာကိုနောက်တစ်ကြိမ်နင်းချေခွင့်ပေးမှာမဟုတ်ဘူးဟုပြောလိုက်သည်ထိုစကားလုံးများကမြည်သူမျှမလိုအပ်ဘဲသူမ၏ကိုယ်ပိုင်ကတိတစ်ခုအဖြစ်ထွက်ပေါ်လာတော်လဲနောင်လာမည့်ဘဝအတွက်လမ်းညွှန်ချက်တစ်ခုဖြစ်လာခဲ့သည်အခန်းထောင်တွင်သူမ၏ဆရာကတိတ်ဆိတ်စွာကြည့်နေသည်သူ၏မျက်နှာတွင်ရိုးသားသောဂုဏ်ယူမှုများပြသနေသည်သူ၏တပြည့်သည်တန်မာသောမြမလက်ဝဲအားကစားသမားတဦးမျှသာမဟုတ်တော့ကြောင်းသူသိသည်မအီအီသည်မတရားမှုရှိတွင်ရက်တီဝင်သောအမျိုးသမီးတဦး၏ရဲရင်မှုသင်္ကေတဖြစ်လာခဲ့သည်လူအများအတွက်သူမ၏ဇလန်းကခဏတာမျှသာပြန့်နှံ့သွားနိုင်တော်လဲသူမကိုသိသောကဘာအတွက်မအီအီသည်များစွာပိုကြီးမားသော message တစ်ခုကိုခြံထားခဲ့သည်အမှန်တကယ်ရဲရင်ခြင်းသည်စင်မြင့်တစ်ခုကိုမလိုအပ်ပါမှားယွင်းမှုများကိုလက်မခံလိုသောစိတ်နှလုံးသားတစ်ခုသာလုံလောက်သည်